ကျတော့မြန်မာတွေကမြန်မာပြည်တကယ်မချစ်ကြဘူးဗျကိုကျိုးစီးပွားအတာတော့မြန်မာပြည်ကိုချစ်တယ်လို့လိန်နေကြတဲ့လူလိန်နေပူများပါတယ်အဲ့ဒီချိန်မှာခင်ဗျားမပါအောင်နေဖို့တိုက်တွန်းပါမယ်ကျွန်တော်လည်းမပါအောင်နေဖို့ကြိုးစားပါတယ်ကြိုးစားပါမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အတူတကွမြန်မာပြည်ကိုတစ်ခါတော့ချစ်ကြည့်ကြတာပေါ့နော်ဒီကျွန်တော်တို့တက်တာပေါ့နော်ချစ်ကြည့်ကြတာဆိုတော့ကျွန်တော်ဒီနေ့သတင်းလေးစပြောမယ်ဆိုတော့ကျွန်တော်ရွှေလောကသားတွေနဲ့ကိစ္စစပါမယ်ရွှေသတင်းနဲ့စပါမယ်ရွှေသတင်းနဲ့စတော့ချမ်းမပါဘူးဒီကနေ့ကုန်သွယ်မှုအသင်းချုပ်မှာပေါ့နော်ရွှေနဲ့ပတ်သက်ပြီးတော့သူတို့ဒီညီလာခံတစ်ခုလုပ်တယ်လို့ကျွန်တော်အကြံဉာဏ်သိရတယ်ရွှေနဲ့ပတ်သက်ပြီးတော့နော်ဆိုတော့ရွှေအသင်းကလုပ်တဲ့ကုန်သွယ်မှုအသင်းချုပ်မှာလုပ်တဲ့ပွဲကနော်ဆိုတော့ဘာလို့လဲဆိုတော့ရွှေလုပ်ငန်းရှင်ရွှေလုပ်ငန်းတွေရွှေလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအလုပ်ကိုဆွေးနွေးပွဲလို့ကျွန်တော်သိရတယ်ဆိုတော့ကျွန်တော်ရှိရတော့သတင်းသမားလေးတွေတွားတယ်ဗျသတင်းသမားလေးတွားပါတယ်တွားတဲ့ခါကျတော့သူတို့ရွှေနဲ့ပတ်သက်ပြီးတော့ဟိုလုပ်ငန်းတိုးတက်ပြီးရွှေလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးပေါ့နော်တိုးတက်ရေးလို့ခေါင်းစဉ်တက်ပြီးတော့ဆွေးနွေးကြတဲ့ဆွေးနွေးပွဲကမီဒီယာသမားတွေကိုတော့ဝင်ခွင့်မပေးဘူးပေါ့နော်ဝင်မပေးဘူးသူတို့အထက်မှာပဲကြိတ်ပြီးဆွေးနွေးမယ်ပေါ့ဆွေးနွေးမယ်လို့ပြောတယ်နောက်တတ်ထူတွင်ဝန်ကြီးဌာနကအကြီးအကဲတယောက်လည်းအရာရှိတယောက်လည်းတက်တယ်လို့သိရတယ်အဲ့တော့သူဆွေးနွေးကြတယ်ပေါ့ဗျာသတင်းသမားတွေအပေါက်အမှာခဏနေပြီးတော့ပြီးတော့အချိန်မကောင်းပြန်လာကြတယ်ပြန်လာတော့ပေါ့နော်သူဝင်ခွင့်မပေးဘူးဆိုပြန်လာတော့ပေါ့ဆိုတော့သူတို့ဘာတွေအထက်မှာဆွေးနွေးကြမလဲဘာတွေဆွေးနွေးကြတယ်လဲပေါ့နော်ဆိုတော့ဒါမျိုးတွေကျွန်တော်စဉ်းစားကြဖြစ်လာတယ်ဆိုတော့ရွှေနဲ့ပတ်သက်ပြီးတော့ဖွံ့ဖြိုးတိုးတက်ရေးဆိုလို့ပြောရင်ဒါဆိုအခုရွှေမဖွံ့ဖြိုးမတိုးတက်လို့သဘောလားပေါ့နော်ကျွန်တော်တို့စဉ်းစားကြဖြစ်လာတယ်ရွှေနဲ့ပတ်သက်ပြီးဖွံ့ဖြိုးတိုးတက်ရေးဆိုတော့မဖွံ့ဖြိုးမတိုးတက်တဲ့အတွက်ဆွေးနွေးကြတာလားပေါ့နော်ဒီလိုစဉ်းစားနောက်တစ်ခုကအဲ့မှာဇွဲထက်ပိုင်ရှင်တို့တူနိုင်ရတနာပိုင်ရှင်တို့စားရှိတဲ့ပုဂ္ဂိုလ်တွေလည်းကျွန်တော်ဒီဓာတ်ပုံမှတ်တမ်းတွေမှာကြည့်ရင်တွေ့ပါတယ်အဲ့လိုပဲအခြားနာမည်ကျော်ရွှေသမားတွေပေါ့နော်တော်တော်များလည်းတွေ့ပါတယ်တွေ့ပြီးတော့အဲ့ရွှေနဲ့ပတ်သက်ပြီးတိုးတက်ရေးပါဆွေးနွေးကြတယ်ပေါ့ဆွေးနွေးကြတယ်ဆိုတော့အထဲမှာဘာတွေဆွေးနွေးမလဲဆိုတော့ကျွန်တော်ခံမှန်းကြည့်တာပေါ့နော်ခံမှန်းကြည့်တော့အဲ့တော့ရွှေသမားတွေတဲကလူတွေကခံမှန်းပြောတာမှားပါတယ်ဆိုလဲမှားတယ်ပေါ့ဗျာနော်မှန်တယ်ဆိုလဲမှန်တယ်ပေါ့ဒါပေမဲ့တေချာတာဒီတက်ရောက်လာသူအားလုံးကရွှေနဲ့ပတ်သက်ပြီးတော့တိုးတက်ခြင်းနဲ့စိတ်လားဒါမှမဟုတ် NASA ကအစိုးရရဲ့ထုတ်ပြန်ချက်တွေပြောဆိုချက်တွေနဲ့ NASA ကအစိုးရရဲ့သတ်မှတ်ချက်တွေကိုမကြိုက်တာလားသူမို့အဆင်မပြေဘူးအလုပ်လုပ်ရတာအဆင်မပြေဘူး NASA ကအစိုးရခေါ်ပြီးတော့မင်းနေဖမ်းနေစီးနေစစ်နေတာကိုမကြိုက်ဘူးဆိုတဲ့ပုံစံမျိုးတွေနဲ့တွားထိုင်နေကြတာလားဆိုတာတော့သူတို့ပဲသိမယ်အကယ်၍သူတို့ကိုယ်တိုင် NASA ကအစိုးရသူတို့ခေါ်တာတွေစေးတာစစ်တာစေးတာမေးတာမြင်တာတွေမကြိုက်ကြဘူးဆိုရင်တော့သူမပြောတာလို့မပြောတာပေါ့ကွာမင်းတို့လှုပ်တာကတော့ကြိုက်ဘူးဆိုတဲ့ပုံစံမျိုးနဲ့တွားထိုင်နေကြတာလားဆိုရင်တော့အဲ့လိုဆိုရင်တော့ကျွန်တော်တို့ကတော်တော်လေးစဉ်းစားကြဖြစ်သွားပြီပေါ့နော်အဲ့တော့ရွှေနဲ့ပတ်သက်ပြီးကျွန်တော်တို့ပြောစရာအများကြီးရှိတယ်ရွှေလောကသားတွေမပွင့်မလင်းနေကြတယ်ရွှေဆိုင်ပိုင်ရှင်တွေမပွင့်မလင်းနေကြတယ်ရွှေဆိုင်ပိုင်ရှင်တွေရဲ့တကယ်အဓိက business ကရွှေရောင်းတာတခုလေဟုတ်ရလားဆိုတော့မိကုန်းတရားဖြစ်စရာဖြစ်တယ်တစ်ချက်နှစ်ချက်ကရွှေဆိုင်ပိုင်ရှင်တွေတော်တော်များများအခုလက်ရှိတက်လာတဲ့ရွှေပိုင်ရှင်တွေအများစုက license ရပြီ license ယူပြီးပြီလားပြီးတော့ပြည်အောင်စုအစိုးရအဖွဲ့ license ယူပြီးပြီလားတတ်ထူဝန်ကြီးဌာနပေါ့နော်တော်တော်တဝါတယ်စရာပေါ့တတ်ထူဦးစီးဌာနတတ်ထူတွင်လုပ်ငန်းပေါ့နော်သူကဌာနစီရွှေ license ယူပြီးပြီလားတက်တဲ့သူတွေကတော့အဲ့လိုမေးကြည့်နေတာပြီးတော့တနိုင်ငံလုံးကိုစားပြုပြီးတက်လာတဲ့လူက300 400လို့ပဲချမ်းမြင်တွေ့ရလူ300လောက်ပတ်လေလောက်ရှိရလို့ချမ်းမြင်ပြောတယ်မြန်မာနိုင်ငံမှာရွှေဆိုင်တွေမှုလို့ပေါက်တနိုင်ငံလုံးမှာရွှေဆိုင်ကစာတင်ကျောင်းထက်များတယ်လို့တော့ပြောလို့ရအောင်ဖြစ်နော်ရွှေဆိုင်စာတင်ကျောင်းတွေတော့များတယ်လို့ပြောလို့ရအောင်ဖြစ်နေရွှေဆိုင်နော်ဟိုရွှေဆိုင်အဲ့လိုပြောလို့ရအောင်ဖြစ်ဘာလို့လဲခင်ဗျရွာတိုင်းမှာရွှေဆိုင်အဲ့ဆိုဒေသမြို့တိုင်းမှာရွှေဆိုင်ရှိတယ်တမြို့မှာရွှေဆိုင်တစ်ဆိုင်မကရှိတယ်ဆိုတော့အဲ့လိုဖြစ်နေတယ်ရန်ကုန်မှာဆိုရွှေဆိုင်မှုလို့ပေါက်အပြိုင်ဆိုင်တွေရောင်းကြတာရွှေစားကြလို့အပြိုင်ဆိုင်ရောင်းကြတယ်ဆိုတော့ရွှေဆိုင်ကတအားကိုတခါတည်းဟိုလက်ဖက်ဆိုင်တဲ့ပေါ်တယ်ပေါ့ခုနကပြောရွှေဆိုင်လက်ဖက်ဆိုင်နဲ့ပေါ်တယ်လို့တော့ဖြစ်တယ်နော်ကျွန်တော်ရွှေဆိုင်ကဂျာနယ်ရောင်းဆိုင်တဲ့ပေါ်လို့တော့ဖြစ်တယ်ရွှေဆိုင်စာအုပ်စာပေရောင်းဆိုင်တဲ့ပေါ်လို့တော့ဖြစ်တယ်ဒါသဘောတဘာပေါ့နော်အဲ့တော့ရွှေနဲ့စာအုပ်စာပေကဘယ်ရပူတမိုးကြီးလဲတော့ကျွန်တော်မသိပါဘူးခဲတော့ရွှေရတမိုးကြီးလို့ပြောလိမ့်မယ်ကျွန်တော်တော့စာအုပ်စာပေတမိုးကြီးလို့ကျွန်တော်ပြောချင်တယ်နော်ဘာလို့ဆိုအုံနောက်တွေဦးရနော်ဆိုတော့အဲ့လောက်ပေါ်ပြီးတော့လာတက်တဲ့လူက300ပဲရှိတယ်လို့ကျွန်တော်တွေ့ရတယ်ဆိုတော့ဒါဆိုရင်တနိုင်ငံလုံးထိချုပ်တော့ဒီလူ300လောက်ပဲလားဆိုမေးရအောင်ဖြစ်တယ်နောက်တစ်ခုကရွှေလိုင်းစင်သူတို့လုတ်ပြီးကြပြီလားမလုတ်ရသေးဘူးလားဘယ်လောက်ထိလုတ်ထားလဲဆိုတော့မေးကုန်ကျွန်တော်တစ်ခေါက်ပြောဘူးတယ်နော်တနိုင်ငံလုံးမှာရွှေဆိုင်တွေနဲ့ပတ်သက်ပြီးတော့နော်ရွှေဆိုင်နဲ့ပတ်သက်ပြီးတနိုင်ငံလုံးမှာကျွန်တော်ပြီးခဲ့တဲ့ခေါက်သေးချောက်ပြောတယ်360နဲ့9ဆိုင်ပဲကျွန်တော်ရွှေနဲ့ပတ်သက်လို့ရှိတယ်လို့သိရတယ် sorry 359နော်ပြီးခဲ့တဲ့6လပဲ9ရက်နေ့ထိနောက်ဆုံးသိထားတာကရွှေဆိုင်ပေါင်းရွှေဆိုင်ရဟောပါလေ359ဆိုင်ပဲရတယ်လို့ပြောလို့ရတယ်359ဆောင်ပဲပြန်ထုတ်ထားပေးတာဆိုတော့လေအဲ့မှာဆိုတော့တနိုင်ငံလုံးထုတ်ပေးထားတာကရွှေဆိုင်ကဟို1900ကျော်ရှိတယ်1900ကျော်ရှိတယ်ရွှေဆိုင်တနိုင်ငံလုံးထုတ်ပေးတာ
1900ကျော်ရှိတယ်1900 1800ပေါ့1800ကျော်ရှိတယ်1800ကျော်ရှိတယ်အဲ့ဒီထက်ကနေပြန်ပြီးတော့တင်တာက1500လောက်ပဲရှိတယ်300လောက်ကပျောက်နေတယ်ပြန်မတင်ရဘူးရှောက်လောက်ထုတ်တာပြီးတော့ရွှေဟွာကလက်ရှိလက်မှတ်ရရှိထားတာက358ဆောင်ပဲရှိသေးတယ်အဲ့ဒါ9ရက်6လ2025အထိအဲ့ဒါနောက်ဆုံးစီးအဲ့ဒီရဲ့ဒီဘက်နောက်ပိုင်းစီးရင်တွေတော့ကျွန်တော်တို့မရသေးဘူးသူတို့လည်းမထုတ်ပြန်ဘူးသူတို့လည်းမပြောဘူးမီဒီယာမှာလည်းပေးမသိဘူးအဲ့တော့မီဒီယာတွေနဲ့လည်းရွှေအသင်းရလူတွေကတာဝန်ရှိသူတွေကထိထွေမှုသိမလုပ်ဘူးကြည့်ရတာမီဒီယာတွေကအမှန်တိုင်းသိတော့မှကြောက်တာလားတော့ကျွန်တော်မသိဘူးအမှန်တိုင်းဖြေရမှကြောက်တာလားဒါမှမဟုတ်သူတို့ကိုယ်တိုင်ကပဲမယိုးမသားတွေလုပ်နေလို့မီဒီယာကိုမတွေ့ရတာလားတော့ကျွန်တော်မသိဘူးအဲ့တော့မီဒီယာတွေနဲ့သူတို့တေချာကြကြနာရှင်းနေတာမလုပ်ဘူးလုံးလည်းမလုပ်ကျွန်တော်တို့ရှင်မီဒီယာတွေသွားတော့မီဒီယာတွေသွားတော့ပြန်လွတ်တယ်အဲဒါသဘောပါဆိုတော့ပွင့်လင်းတာပေါ့ပွင့်ဝင်လင်းနားထောင်ခိုင်းလိုက်ရတာပဲညီချိုင်းဖိုရန်တော့မီဒီယာတွေခေါ်ပြီးနားထောင်ခိုင်းနေပြီပဲနော်တိုင်းသားလက်နက်ကိုင်တွေနဲ့ဆွေးနွေးတဲ့ညီချိုင်းဖိုရန်တော့နားထောင်ခိုင်းနေပြီပဲရွှေအသင်းဆိုတာဘာဟုတ်တာမဟုတ်ဘူးဟုတ်လားကျွန်တော်ရှင်းရှင်းဒါပေမဲ့သူတို့တကားပိတ်ဆွေးနွေးတယ်ကျတော့အထက်မှာသူတို့ချင်းချင်းနားဆာကောက်ကိုမကျင်တဲ့ချက်တွေများပြောကြမလို့လားတော့ကျွန်တော်မသိဘူးပေါ့နော်ပြောကြမှာပြီးတော့နားဆာကတတ်မှတ်တဲ့ရွှေနဲ့ပတ်သက်တဲ့လုံထုံးလုံတွေမှားနေသလားဆိုတော့အမေကသူဝေဖန်ကြမလို့လားတော့မသိဘူးနောက်တစ်ခုကနားဆာကခဏခဏခေါ်စစ်တာကိုဝေဖန်ကြဖို့လားတော့ကျွန်တော်မသိဘူးဘယ်လိုဖြစ်တေချာတာကတော့ဒီအုပ်စုတွေကထိုင်ပြီးတော့ဆွေးနွေးကြမယ်ဆွေးနွေးပြီးတာနဲ့ဒီသူတို့ကိုတတ်မှတ်ထားတဲ့လုံထုံးတွေဖြေလျှော့ဖို့ကိစ္စပဲပြောလိမ့်မယ်သူတို့တင်းကျပ်ပါလို့မပြောဘူးဖြေလျှော့ပါလို့ပဲပြောလိမ့်မယ်ဘာဖြေလျှော့ခိုင်းမလဲဆိုတော့အခွန်ကိစ္စတွေဖြေလျှော့ခိုင်းမယ်သူတို့ရွှေနဲ့ပတ်သက်ရင်လီပါကားသမားတွေလှုပ်ထားအောင်သူတို့ခေါ်မစစ်ပါနဲ့သူတို့ခေါ်မိတာသူတို့နေကြပါတယ်ဒါပဲလုပ်ပါအခုရွှေနဲ့ပတ်သက်ရင်ကတည်းကအတိုင်းပဲဟိုမှာဟိုအမေရိကန်ဟိုအီရန်နဲ့အစ္စရေးချတော့မလားလို့ဟိုကအတန်ပြတုံးရှိသေးတယ်ဟိုမှာချောင်းဆိုးရှိသေးတယ်ဒီမှာနာစီဟိုမှာနာစီရှိသေးတယ်ဒီမှာဖျားနေပြီအဲ့လိုဖြစ်နေရွှေစီကအဲ့လိုခုံတက်သွားချက်တက်တာကဘာမှာအဲ့လိုဖြစ်တာရေနန်းဈေးမတရားကိုရွှေရရင်ပြစ်တက်တာဆိုတော့ဒီလိုမျိုးဆိုတော့ရွှေနဲ့ပတ်သက်ဈေးကအလိုလိုတက်တယ်ပြီးရင်ရော့တဲ့လက်ခါဆိုပြီးတာမန်ပြည်သူလူထုအပေါ်မှာလိမ်လည်ပြီးရောင်းချဖို့ကြိုးစားတယ်ရော့တဲ့လက်ခါဆိုလိမ်လည်ရောင်းချဖို့အဲ့ရွှေတိုင်းတွေကတော့ဘာလို့လဲဗောက်ချာတွေမှာစင်းအမှန်မရေးဘူးပြီးရွှေကိုလည်းကျွန်တော်တို့ကရွှေစစ်ပါတယ်လို့ဘာနဲ့တိုင်းရမှလည်းမသိဘူးကျွန်တော်တို့ပြည်သူလူထုကရွှေရတကယ်ကိုရွှေသူ့ရဲ့အရေးသွေးပြပါတယ်ဆိုဘာနဲ့ဆက်မှကျွန်တော်တို့မသိဘူးပြည်သူလူထုဆိုတာရွှေဆိုသွားဝယ်တယ်ပြီးရင်ပြီးတော့ဒါအဲ့ပြီးတော့အဲ့ရွှေတိုင်းရွှေကိုနောက်တနေရာသွားရအောင်ဒုက္ခတွေရောက်ကြတယ်ခင်ဗျားတို့မမိကြဘူးမြို့သမီးတယောက်သူ့ရဲ့ TikTok မှာတင်ထားတယ်ဇွဲထက်ကနေဝယ်တယ်လို့သူပြောထားတယ်ဇွဲထက်ကနေဝယ်တယ်တဲ့ဇွဲထက်တော့ပြန်အောင်တာမယူလို့တခြားနေသွားအောင်တာရှုံးတယ်တဲ့ဝယ်ပြီးရွှေရပြီးရှုံးသွားတယ်ရွှေသေးတက်ပါရဲ့နဲ့ရှုံးနေတာအဲ့လိုဖြစ်တယ်ဆိုတော့ရွှေဆိုင်ပိုင်းရွှေဆိုင်တွေတော်တော်များဘာဖြစ်လို့ A ရရောင်းတဲ့ဟာကို B ရဘာလို့မဝယ်တာလဲတော်မဝယ်ကြဘူးပေါ့ဗျာအဲ့တော့ A ရရောင်းတဲ့ဟာကို A ရပြန်ဝယ်ရင်တော့ခက်ကလာပေါက်စီအရာဆိုအမြန်ဆုံးထွက်ရင်ထွက်ရမယ်ဆိုမထွက်ဘဲနဲ့ပိုတော်ရှုံးသေးတယ်ဆိုတဲ့ဟာတွေအဲ့ဒါဘာကြောင့်ဖြစ်တာလဲဆိုတော့ပွင့်လေပြောရင်လူထုကိုရော့မင်းရွှေခဏယူတာလာပေးငါပတ်စံဆိုပြီးတော့ဒီလိုလုပ်ပြီးတော့သူပတ်စံနဲ့လှည့်ပြီးချသုံးတယ်ရွှေဆိုင်ပိုင်းရှင်တွေအကြီးကျယ်ချမ်းသာလာတယ်ကြီးကျယ်ချမ်းသာလာတယ်နော်နေချင်းညာချင်းချမ်းသာလာတယ်ဟို management skill ကောင်းလို့လားဟိုအရန်တော်လုံးလို့လားတော့မဟုတ်ဘာတွေလုပ်ထားလို့လဲဆိုမိကုန်းတွေဖြစ်တယ်အဲ့တော့ရွှေဆိုင်ပိုင်းရှင်တွေရဲ့နောက်ကွယ်ကဇလန်းတွေကစိတ်ဝင်စားဖို့ကောင်းပါတယ်ဒါကြောင့်ရွှေဆိုင်ပိုင်းရှင်တွေဒီနေ့ဆွေးနွေးကြတယ်ဆိုတာဒီကျွန်တော်အမြင်ပြောရရင်တော့ဟိုပါပဲဟိုနတ်ဆကရဲ့ဒီဖန်နာစီယာတွေသူတို့နေဖန်နာစီယာတွေသူတို့အနေနဲ့သိပြီးတော့ဘဝင်မတွေ့ဘူးပေါ့ဗျာဒါကိုသူတို့ပြောချင်တဲ့သဘောရှိလိမ့်မယ်လို့ကောက်ချက်ချတယ်နောက်တစ်ခုကလေပတ်ကားကိစ္စတွေကိုသူတို့သိပြီးဖြစ်ချင်ပုံစံပြောလိမ့်မယ်နောက်တစ်ခုကတော့ဘာရှိမလဲဆိုတော့ရွှေဆိုင်တွေမှတ်ပုံတင်တဲ့အခါမှာတတ်မှတ်ထားတဲ့စီမင်းစည်းကမ်းတွေဖြေလျှော့ပြီးပြောလိမ့်မယ်ဒါတွေကိုအဓိကဆွေးနွေးလိမ့်မယ်လို့ကျွန်တော်ကောက်ချက်ချပါတယ်ဆိုတော့အဲ့သုံးချက်ဆွေးနွေးလိမ့်မယ်အဲ့တော့ရွှေဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့နေရာမှာဒီသုံးချက်ကလို့ကျွန်တော်တို့မှာဆွေးနွေးတတ်တဲ့အားမျိုးမရှိဘူးနိုင်ငံတကာဈေးကိုရွှေမှာနိုင်ငံတကာတက်ရောင်းဖို့ဘာညာလို့ပြောကြတာပဲပြောကြအောင်မယ်အကြီးတွေပြောနိုင်ငံတကာတက်ပြီးရွှေထွက်ရောင်းဖို့ဘာညာကိုယ်နိုင်ငံရွှေထွက်ရောင်းရတော့ကိုယ်နိုင်ငံတကယ်ရောအဲ့ထွက်အောင်တဲ့အစင်တန်းရှိနေလားဆိုတာအဲ့ရွှေဆိုင်ပိုင်ရှင်တွေကောင်းကောင်းသိမှာပါကျွန်တော်တို့ကလေ့လာကြည့်တယ်မြန်မာရွှေတွေဟိုဘက်ထွက်လို့ကတော့ဟိုဘက်နိုင်ငံတွေလက်ခံမယ်ထင်လို့သူတို့ထင်တယ်သူတို့လက်ခံမယ်လို့သူထင်တယ်မြန်မာရွှေတွေက quality မမီမမီတာအရေးသေးမမီတာဘယ်လိုလုပ်ပြီးတော့ခင်ဗျာသူကကြည့်ချင်မှာစဉ်းစားကြည့်လေ quality မီအောင်လည်းမထုတ်ဘူးဆိုတော့မျိုးစုံပေါ့ဗျာဒါတွေကစဉ်းစားရဖြစ်တယ်ပေါ့ပြီးတော့အစိုးရတတ်မှတ်ချက် criteria ကိုပတ်သက်ရင်အခုရွှေဆိုင်ပိုင်ရှင်တွေအခွန်သေးချာမဆောင်ခင်ဗျားတို့သွားဝယ်နေတဲ့ရွှေဆိုင်တော်တော်များအခွန်မဆောင်ထားဘူးဟိုရွှေဆိုင်တော်များအခွန်မဆောင်ထားဘူးအခွန်တွေလုံးဝမဆောင်ထားဘူးအခွန်ရှောင်ထားကြတယ်တနေ့သူရွှေဘယ်လောက်ရောင်းရလဲသူမသိစေချင်ဘူးလူမသိစေချင်ဘူးအစိုးရမသိစေချင်ဘူးအခုအစိုးရကဘာလဲဆိုတော့နေ့စဉ်ရွှေရောင်းမယ်ဆိုရင်ကိုယ်ဆိုင်မှာရွှေဘယ်လောက်ရှိတယ်မှတ်ပုံတင်ခိုင်းတာထဲမှာပါတယ်နော်အစိုးရမဟုတ်နဲ့ကျွန်တော်အဲ့အစိုးရမဟုတ်တဲ့nàoလက်ခံတယ်ထောက်ခံတယ်ဘာကြောင့်လဲဆိုတော့အဲ့ဒါမှစနစ်ကြတဲ့ရောင်းချမှုလို့ခေါ်တာတခုချဖို့လိုပြီးလောက်တာကျွန်တော်မကြိုက်ဘူးဘယ်သူဘာလို့မကြိုက်ဘူးပွင့်လည်းပြောရရင်တော့အဲ့တော့စနစ်ကြတဲ့ရွှေရောင်းမှုဖြစ်ဖို့တော့ဘာလို့ရလဲဆိုတော့တနေ့ဒါမင်းရဲ့ရွှေရောင်းနေတဲ့ပမာဏဘယ်လောက်လဲကြည့်လိုက်တယ်โอเคမင်းဒါမင်းရဲ့တနေ့ရောင်းနေအဲ့ဒါမင်းစင်းပေးရတယ်ပေါ့နော်ပေးရတယ်ပြီးလို့ရှိရင်အခွန်ကိစ္စမင်းအခွန်ဘယ်လောက်ဆောင်ထားလဲပြဆိုအခွန်စင်းအခွန်လည်းတခြားမဆောင်ထားအဲ့တော့ဒီလိုမျိုးဟာတွေကိုကင်ထားခြင်းအပြင်ရွှေစစ်တက်မယ်ဆိုတာနဲ့ဒီကောင်တွေဘာလို့ရွှေပေးလဲနောက်တစ်ခါပြည်သူလူထုမင်းတကယ်ရောင်းနေမှာပွင့်လင်းမြင်တာလားမင်း voucher ပွင့်လင်းမြင်တာရောင်းသလားအဲ့ဒါတွေကစတေးချတော့ပဲဆိုရ
တင်းကျပ်မှုလုပ်လိမ့်မယ်အဲ့တော့ပြောချင်တာစားသုံးသူဖြစ်တဲ့တာမန်ပြည်သူလူထုကိုကာကွယ်တဲ့အနေနဲ့အစိုးရကဒါကိုကင်တွယ်ဖို့လုပ်တာဒါပေမဲ့အဲ့ဒါကိုရွှေတိုင်းပိုင်ရှင်တွေကသူတို့အဲ့လိုကင်တော့မကြိုက်ဘူးသူတို့ကသူတို့အဆမတန်ကြီးထွားတာကိုပဲလိုချင်တယ်အစိုးရမထိတွေ့ပဲနဲ့သူတို့ကြီးထွားတာကိုလိုချင်တယ်အဲ့တော့ပြဿနာကသူတို့ကြီးထွားမှုတွေအကုန်လုံးပြည်သူလူထုကိုတက်တလုံးချားနဲ့လှည့်ဖျားမှုဥတည်ထားတာအများဆုံးတွေ့ရတယ်အဲ့တော့ကျွန်တော်ကပွင့်လည်းပြောပါပဲခင်ဗျားတို့ပြည်သူလူထုတွေနဲ့အရန်ကိုဝယ်ခြင်းလို့ရှိရင်ရွှေဝယ်မယ်ဆိုရင်အတုံးဝယ်စုပါခင်ဗျားတို့တွားပြီးအလှဆင်ထားတဲ့ရှောက်ဝယ်မနေနဲ့အတုံးဝယ်စုပွင့်လည်းကျွန်တော်တိုက်တွန်းတာအတုံးဝယ်စုစုနိုင်တိတိလေးဒီလောက်ဝယ်ဖြစ်တတုံးဖြစ်စုလိုက်ခင်ဗျားလက်ဝဲကျင်နာဆင်ဝတ်တာလားဟိုတကွေးသားရပြီးတော်ပြီးတော့မွေးတဲ့တော့ရွှေတိုင်းတွေကိုရွှေကိုမွေးတဲ့တော့ခင်ဗျားတို့ဘာလို့ခင်ဗျားတို့ရှေ့ကငွေတွေကိုပြည်သူလူထုပြောချင်တာခင်ဗျားတို့ရှေ့ကငွေတွေကိုရွှေတိုင်းတွေကနီးမျိုးစုံနဲ့လှိမ့်ပြီးတော့ယူနေတယ်အဲ့ဒါကိုမေ့ကြဘူးကျွန်တော်ရွှေတိုင်းနဲ့ပတ်သက်ရင်ကျွန်တော်ဒီတိုင်းပဲမြင်တယ်အဲ့တိုင်းပဲမြင်တယ်အဲ့တော့ပွင့်လည်းပြီးတော့ရွှေတိုင်းတွေတော်တော်များတရားမဝင်ဟွာပါလေဟိုခိုးကူးချန် TV ခိုးကူးရုပ်ရှင်ဇာတ်ကားတွေမှာကြော်ညာရီသွားထည့်နေကြတယ်ရွှေတိုင်းပိုင်ရှင်တွေကသွားထည့်နေကြတယ်အဲ့ဆိုတရားမဝင်တွေကိုသူတို့ကိုယ်တိုင်အားပေးတယ်အဲ့သူတို့ကိုယ်တိုင်တရားမဝင်တွေကိုအားပေးပြီးတော့သွားကြော်ညာထည့်ပြီးတော့သူတို့ကိုယ်တိုင်လည်းတချို့ကိစ္စတွေကပွင့်လည်းပြောရင်တော့ဟိုလူထုပေါ်မှာယူသားမှုသိမရှိကြဘူးရှို့တယ်အဲ့တော့ကျွန်တော်တို့ရွှေတိုင်းနဲ့ပတ်သက်ရင်တိတ်တန်တရားရှိဒါကြောင့်ကျွန်တော်ဒီနေ့ကျွန်တော်ချက်သတင်းတောက်ကိုသွားလို့လွတ်တာသွားကြည့်သွားနားထောင်သွားရရင်နားထောင်မရလည်းပြန်လာခဲ့ဘာမှမဖြစ်သွားဆိုလွတ်တာအဲ့တော့ပြန်လာခဲ့ရတယ်ထင်တယ်ကျွန်တော်ကွတ်တွတ်ထားပြီးသားပါဒီလူတွေကျွန်တော်တို့ဝင်ခွင့်ပေးပြီးတော့နားထောင်ခိုင်းရတဲ့တတ်တီသူတို့မှမရှိဘူးဘာကြောင့်လဲဆိုတော့ယူသားမှုကိုအခြေခံမထားဘူးလို့ကျွန်တော်ကောက်ချက်ချလို့ဒါပုံလည်းပြောတာပုံလည်းမယ်အဲ့တော့ရွှေတိုင်းပိုင်ရှင်တွေရွှေလုပ်ငန်းရှင်တွေဖမ်းခံရတဲ့ခေါ်ခံစစ်ခံရတဲ့ဆိုရင်ကျွန်တော်တို့ပုံလည်းပြောတာဟိုဘလို့မှဝမ်းနေပေးစရာအကြောင်းမရှိဘူးဘာမှဝမ်းနေပေးစရာအကြောင်းမရှိဘူးဘာကြောင့်လဲဆိုတော့ခေါ်ပြီးမေးနေတဲ့လူတွေကလည်းအလကားမေးနေတာမဟုတ်ဘူးသူတို့လည်းတချို့ဟာတွေတိလို့မေးနေတာတိလို့မေးနေကျွန်တော်မြင်တယ်အဲ့တော့ကျွန်တော်ပုံလည်းပြောဝမ်းနေပေးစရာအကြောင်းမရှိဘူးဒီလူတွေပုံလည်းမှန်ကန်ယူသားမလုပ်ကြမှာတော့ပုံလည်းပြောရရင်တော့ဝမ်းနေပေးတဲ့အကြောင်းမရှိဘူးနိုင်ငံတော်နဲ့ပြည်သူလူထုပေါ်မှာဟိုမှန်ကန်မလုပ်ဘူးဆိုရင်တော့ဒါတန်တရားရှိတဲ့အကောင့်နဲ့အလုပ်တွေလို့ကျွန်တော်မြင်တယ်အဲ့တော့ပုံလည်းပြောရင်တော့ဒီလူတွေဘာဆက်လုပ်မလဲကြောက်ကြည့်ကြတာပေါ့ဗျာဒီလူတွေကဒါဒီနေ့ရွှေတွေနဲ့ပတ်သက်ပြီးဆွေးနွေးကြတယ်လို့ချက်မြင်သိရတယ်ဒါပေမဲ့ကျွန်တော်အမြင်ကတော့ပုံလည်းပြောရင်တော့စုပြီးတော့ NASA ကရဲ့ဟိုလုံထုံးလုံတွေလောက်ကိုင်မှုတွေအကုန်လုံးဖြေလျှော့ပေးဖို့တွေဘာဖြစ်ဖို့ညာဖြစ်ဖို့တွေဒါတွေပဲပြောမှာပဲဟိုပုံလည်းပြောရင်တော့ဘယ်သူမှအနာဆက်ကလုတ်ထောင်တော့ကျွန်တော်ထောက်ခံပါတယ်ကြိုးစိုးပါတယ်ကောင်းပါတယ်လို့ပြောမယ်ကောတဲအောင်မပါဘူးဘာလို့ဆိုတော့သူတို့ကြက်ထားတယ်လို့သူတို့ခံစားနေရတာအဲ့ခံစားမှုဟိုမှာမပြောအောင်တမင်ဖြစ်နေကြတာအဲ့တော့ရွှေလောကသားအပေါင်းတို့လည်းကျွန်တော်မြင်တဲ့ကအမြင်ကတ်ချင်တယ်ကတ်ကြပါဗျာကျွန်တော်ပုံမှန်လင်းပြောတာပါခင်ဗျားတို့လည်းယူဆမှန်ကန်လို့ကြဖို့တိုက်တွန်းခြင်းတယ်ယူဆမှန်ကန်လို့ကြဖို့တိုက်တွန်းခြင်းတယ်ပြည်သူလူထုဘောမယိုးမသားနဲ့ရှာထားတဲ့ပတ်စံနေနဲ့ခင်ဗျားတို့ဟိုမှာတိုက်ကြီးအလုံးတရာပြန်လူဖုံးချောင်းအလုံးတစ်လောင်းပြန်ဆောက်လူကြိုက်တော့လောက်လူခင်ဗျားတို့လူရတယ်အကုန်လုံးကရှင်းပြောရမယ်ဆိုရင်တော့ကြိုက်တာခင်ဗျားတို့လည်းလူပြည်သူလူထုရှယ်ချွေးနေတာကိုခင်ဗျားတို့တေချာမှန်ကန်ယူမထားဘူးဆိုရင်အဲ့ဒီဟာတွေအကုန်လုံးကနောက်တစ်ချိန်မှာအကုသိုလ်ပြန်ဖြစ်လိမ့်မယ်မမေ့ကြဘူးပြောချင်တာကျွန်တော်တို့ဘုရားဘာသာဝင်တွေဆိုရင်တော့အကုသိုလ်နဲ့ကုသိုလ်ခွဲမြင်တတ်ကြလိမ့်မယ်မယူသင့်တဲ့ငွေမယူဘူးဆိုတာလောက်တော့သိဖို့လိုမယ်လို့ကျွန်တော်တိုက်တွန်းချင်တယ်ရွှေလောကသားတွေနော်အဲ့တော့မှန်ကန်လုပ်ကြပါဗျာကျွန်တော်တို့ဒီလိုတိုက်တွန်းချင်တယ်ဒါပါပဲမှန်ကန်လုပ်ဖို့နော်ဒါတစ်ချက်နောက်တစ်ခုကတင်မောသားတွေလည်းဒီအပိုင်းနည်းနည်းလေးခေါင်းကိုက်နေကြတယ်လို့ကြားပါတယ်တင်မောသားတွေခေါင်းကိုက်တဲ့ကိစ္စလည်းကျွန်တော်ဒီနေ့တမင်ထည့်ပြောပြတာပါတင်မောသားလောကသားတွေအတွက်ပါခေါင်းကိုက်ရဆိုတာလည်းအကြောင်းရလဲအားလုံးသိတဲ့အတိုင်းတင်မောသားတွေကနိုင်ငံခြားကိုထွက်ပြီးအလုပ်လုပ်ကြတယ်ဗာဗျာဒါတင်မောသားဆိုတာကတကယ်ကိုဟိုဘယ်လိုကောင်းလဲတင်မောသားမိသားစုဆိုတာတကယ်ပတ်စံရှိတဲ့ပတ်စံကိုဒူလာတန်းသားမိသားစုလို့မြန်မာပြည်မှာတတ်မှတ်ကြတာပဲဘာလို့ဆိုတော့တင်မောသားတစ်ယောက်ကသူ့ဟိုမှာပတ်စံသွားရှာတာဒီမှာကြံခဲ့တဲ့မိသားစုကကောင်းကောင်းမွန်နေနေတဲ့အထိတောက်ဟိုတကယ်ငွေကြီးတောင်းတန်းသွားတဲ့အထိဖြစ်သွားတယ်တင်မောသားဒါကြောင့်တင်မောသားလုပ်ချင်တဲ့လူရှိကြတယ်လို့တင်မောသားလုပ်ဖို့ဖြေချာရင်းနဲ့မစင်ပြေကြတဲ့လူရှိကြတယ်တင်မောသားလုပ်တဲ့လူတွေရှိကြတယ်အဲ့တော့တင်မောသားဆိုတဲ့အလုပ်ကမြန်မာပြည်မှာတော်တော်ကောင်းတယ်လို့ပါတယ်ပါတော့အကုန်လုံးပြုံတိုးကြလုပ်ကြရတဲ့အခုပြီးခဲ့တဲ့နောက်ဆုံး NASA ကဆိုတက်လိုက်ပြီးခဲ့တဲ့တစ်နှစ်ကျော်အတွင်းမှာ NASA ကကြီးညာလိုက်တဲ့ကိစ္စတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုဟိုဒီ1835အရွယ်ထဲမှာနိုင်ငံခြားထွက်တဲ့ကိစ္စကိုကန့်တတ်တာရှိတယ်ကန့်တတ်တာကိုပိတ်ပင်တားမြစ်တာမဟုတ်နော်ကန့်တတ်တာသူပိတ်ပင်တားမြစ်တာနဲ့ကန့်တတ်တာနဲ့မတူဘူးကန့်တတ်တာကသွားလို့ရတဲ့လူရှိတယ်ပိတ်ပင်တားမြစ်တာလုံးဝမသွားခိုင်းတာအခုအဲ့လိုကန့်တတ်တာတွေရှိတော့အဲ့ဒီကန့်တတ်မှုမှာတင်မောသားအုပ်စုကလည်းနည်းနည်းတော့ပါတော်လို့မပါတော်လို့မမဆောင်လို့ဖြစ်နေတာပေါ့အဲ့ဒီအချိန်မှာတင်မောသားတွေအကုန်လုံးကပြုံတိုးကြတာပေါ့နောက်ဆုံးတင်မောသားအခုကျင်ညာချက်တစ်စောင်ပြီးခဲ့တဲ့ဇွန်လ26ရက်ကထွက်ခဲ့တယ်တင်မောသားမဟုတ်ဘူးနဲ့လုတ်သက်မှတ်တမ်းစာအုပ်နောက်စာအုပ်နေပြီးတော့လူသစ်လျှောက်ထားခြင်းနဲ့ပတ်သက်ပြီးထုတ်ပေးခြင်းနဲ့ပတ်သက်ပြီးတော့ဆိုပြီးတော့သူကစာဆောင်ထုတ်တယ်အဲ့စာကလည်းဘယ်ကနေပေါက်ကြလဲဆိုတော့ကျွန်တော်တို့ပြောတဲ့အတိုင်းပဲခေတ်သစ်တို့မိထုတစ်စောင်ဆိုတဲ့အတိုင်းပဲခေတ်သစ်ကိုရောက်သွားအဲ့မိသူစာနော်အဲ့မှာရေးထားဆိုရင်တက်တန်းရှိတဲ့တင်မောသားနော်ဥရရတဲ့86,000ကျော်ရှိတဲ့အနဲ့တင်မောတက်ရောက်တဲ့သူက6,900ကျော်ရှိတယ်အလုံးမရသေးပဲစောင့်နေလူတင်မောသား1,900ကျော်ရှိတယ်တဲ့အဲ့လုံးမရတဲ့တင်မောသားလူသစ်1,900ကျော်ပြီးတင်မောသားမဟုတ်တဲ့လူသစ်လျှောက်တဲ့သူအရေးတော့ကလည်းတနေ့တခြားတိုးပွားနေတယ်ပြောချင်တာတော့လူသစ်ကအကောင်ပြုံတိုးလာပြီးတော့တနေ့တခြားအလုတ်ကင်လုပ်ဖို့ပြုံတိုးရလူများလာပြီးတော့ထွက်မဲ့လူကမထွက်ရသေးတဲ့လူကတော့ဟိုမှာပိတ်နေတာ1,900ကျော်ရှိတယ်အဲ့လောက်ဖြစ်နေတယ်တဲ့အဲ့တော့
အမှန်တကယ်တင်မောလိုက်ရမဟုတ်ပဲနဲ့ပြပကိုအကြောင်းမျိုးကြောင့်ထွက်ခွာလူသူများကတဲ့ SIRB လို့ခေါ်တဲ့ခုနဒီတင်မောသားမပုံလေးလက်မှတ်လုံးသက်မပုံမတ်ဆောက်လူသစ်လျှောက်ထားခြင်းအစရှိတာတွေပေါ့နော်အဲ့ဟာတွေကို SIRB ဝင်ရောက်လျှောက်ထားကြတယ်တွေ့ရတယ်တဲ့အဲ့တော့သူတို့ကတင်မောသားအခြေခံတင်တဲ့တွေကိုစိတ်ဝင်စားမှုမရှိဘဲနဲ့တက်နေတယ်ပြပကိုသွားတဲ့အခါ jump ship ပြုလုပ်ခြင်းရှိတာတဲ့ပြောချင်တာဟိုဘက်ရောက်သွားကမှ jump ship ဆိုတာတင်မောဘွားခုံချတယ်ပေါ့ဗျာတင်မောဘွားခုံချပြီးတော့နေခဲ့တယ်ပေါ့ခုံချပြီးနေခဲ့တယ်ပေါ့ဗျာခုံချပြီးနေခဲ့တယ်ဆိုတာမျိုးတွေပေါ့နားလည်အောင်လွယ်လွယ်ပြောတာပါနော်ဆိုတော့ဟိုသူတို့ဘာသာစကားပေါ့နော်ဒါလည်းခုံချပြီးနေခဲ့တာပေါ့ရောက်ရနိုင်ငံမှာခုံချပြီးနေခဲ့တာပေါ့အဲ့လိုမျိုးတွေပေါ့အဲ့ဒါကြောင့်မြန်မာတင်မောသားတွေပေါ်မှာတဲ့နိုင်ငံတကာတင်မောပိုင်ရှင်တွေလုပ်ငန်းကုမ္ပဏီတွေလုပ်ငန်းမှုရောကြတယ်ယုံကြည်မှုရောကြပြီးတော့အလုပ်ကိုင်တွေထိခိုက်တယ်ပေါ့ဗျာနိုင်ငံတကာဈေးကွက်မှာလည်းလူငယ်တင်မောသားတွေဆိုတာခေါ်ယူအသုံးပြုနေတာဖြစ်တယ်အင်္ဂလိပ်စာကျွမ်းကျင်မှုအရေးရှိတွေဦးစားပေးတဲ့အတွက်တဲ့အဲကြောင့်မလို့ shipping industry တင်မောပိုင်ရှင်တွေ stakeholder တွေကလည်းတင်မောသားဖြစ်ချမ်းဆောင်သူတွေကိုအသက်ကန့်သက်ချက်ထားပြီးရင်တောင်းဆိုလာပါတယ်တဲ့ဒါကြောင့်မို့လို့ခန့်ရမယ်တင်မောပိုင်ရှင်ကုမ္ပဏီကလည်းကျမ်းမာငယ်ရွယ်သူတင်မောသားတွေကအသက်ကန့်သက်ခေါ်ယူလက်ရှိပြီးတော့နိုင်ငံတကာရှင်ပြိုင်ရတဲ့ဈေးကွက်ဖြစ်တဲ့အတွက်လက်တော့ရာလူအဆင့်လိုက်အသက်ပေါ်မူတည်ပြီးတာဝန်ပေးရလို့ချင်းလုပ်ငန်းတဘာဝအရာငယ်ရွယ်သူပြောပြငယ်ငယ်လေးပဲခေါ်ချင်တယ်လို့ပြောတာလူရင်းပြောရတော့ကျွန်တော်ရှုပ်ချက်ခက်နေမှာဆိုလို့အဲ့တော့ तू ကအသက်ကိုဘယ်လိုဖြစ်တယ်ဆိုတော့အသက်ကိုကန့်တတ်လိုက်တာပေါ့ဗျာကန့်တတ်တယ်လို့တော့ကျွန်တော်တို့ပြောရင်မှန်မလားတော့မသိဘူးပေါ့နော်အသက်ငယ်တယ်ဆိုတော့20နဲ့ဒီထဲမှာမပါရင်မဲ့အခုလူတွေကြားမှာပြောနေကြတာအသက်25အောက်တွေဆိုရင်5အထက်တွေဆိုရင်မသွားနဲ့တော့ဆိုပြီးတော့မပြောခိုင်းတာ SIRB တင်တဲ့တက်မယ်ဆိုရင်25နှစ်ထဲမကျော်ရဘူးတဲ့သက်ဆိုင်တင်တဲ့တက်ပြီးတော့ SIRB စာအုပ်ရှောက်တဲ့အချိန်မှာအသက်25မကျော်ဘူးအဲ့တော့မှတင်မောသားပြီးမှထွက်ပြီဆိုတော့ဟိုအဓိပ္ပာယ်ကတော့တင်မောသားဖြစ်ဖို့တော့ကိုအသက်25မကျော်မှပဲဒီ SIRB စာအုပ်ရမယ်ဆိုတဲ့သဘောဖြစ်သွားပြီအခုခင်ဗျားတို့စချောင်းဆိုအသက်25အရွယ်ကအခုအသက်25အရွယ်သွားလျှောက်ရင်မရတော့25ရဲ့အောက်ဒီပဲအဲ့ဒီ SIRB စာအုပ်မှတ်တဲ့အချိန်မှာအဲ့ဒါထွက်ရမယ်ဆိုတော့အဲ့ဒီမှာပေါ်ရစဆူရောအဲ့ဟာကလည်းဘရော့စမယ်ဆိုတပတ်ခါစမှာနော်တရက်9လ2025နောက်ပိုင်းမှာ SIRB ရှောက်တော့ထုတ်လို့သူနဲ့သက်ဆိုင်မယ်တဲ့ဒီရှေ့ပိုင်းဒီနေ့29မိနစ်မှ30အထိကအကျုံးဝင်သေးတယ်ဒါပေမဲ့တပတ်ခါစပြီးတော့နော်တပတ်ခါစပြီးတော့သူက25အောက်သက်ဆိုင်ရာတနေ့တက်ပြီးတော့မှ SIRB စာအုပ်ထွက်တဲ့အချိန်မှာအသက်25တက်မကျော်လို့သူဖြစ်နေရမယ်လို့သူပြောထားတယ်အခြား criteria တွေပါတယ်ဆိုတော့အဲ့မှာတမန်တော်လုံးမဲ့လုံးချင်တဲ့25နဲ့30ကြားတွေ35ကြားအုပ်စုတွေကခေါင်းကိုက်သွားအောင်မျောလင်းချက်မဲ့ကုန်အဲ့တော့စိတ်တွေညစ်ကုန်ကြတော့ဗောဆိုတော့အဲ့လိုညစ်ကုန်ကြတာဒါသူတို့ခေါင်းကိုက်ရတဲ့အခက်ခဲပေါ့နော်ဆိုတော့ဘာဆက်ပြောလဲဆိုပြပြင်းမီဒီယာရဘယ်လိုလုပ်လဲဆိုတော့အဲ့ဒါစစ်တပ်ကစစ်သားလူစစ်သားစုဆောင်ဖို့ဆိုတော့ခေါင်းစဉ်ဆွတ်ထည့်ပြန်ရောဆိုတော့ထည့်တရားမရှိကြံမှန်ထည့်တာဟိုကောင်ကြီးကလည်းငကိုတွေကသူကဒါပဲဂါလို့ဟုတ်ပဲထည့်တာဆိုတော့ဒါတမန်တော်လောကတမန်တော်လို့ရှိနေတဲ့သူတွေကြတော့တော်တော်လေးသူတို့မှာအခက်ခဲဖြစ်ကုန်တယ်ဥပမာကျွန်တော်အသက်အစိတ်ဆိုတာဆိုခု SIRB ကျွန်တော်သွားရှောက်မရတော့ဆိုတော့ကျွန်တော်တင်မသားလုပ်ပြီးတော့ကျွန်တော်ပတ်စံလေးရပြီးတော့မိသားစုဘဝဝင်ရေးကောင်းအောင်ကျွန်တော်လုပ်မလားလုပ်ချင်မရတော့အမေတင်မသားလို့ရှိရင်ဘာဖြစ်လဲ25မကျော်ခင် SIRB ရထားမယ်ဆိုတော့ပွဲကလှကိုတော့ဆိုတော့အရင်ကတော့မြန်မာပြည်မှာအဲ့ SIRB ကိုအဲ့လိုမလုပ်ဘူး25တွေပါတွေမကန့်ပဲဖူးပေါ့ဗျာတော်တော်ကြီးအသက်မကြီးသေးဘူးဆိုတော့တောင်းလို့ရတာပဲတက်လို့ရကြတက်ကြတာပဲမြန်မာပြည်အသက်40 50လေးတက်သွားကြတာပဲတင်မလုပ်ကြတာပဲဆိုတော့ဟိုတင်မသားလို့ကဝင်ကောင်းတယ်လို့ဆိုတော့အားလုံးသွားကြည့်ကြတာပဲအဲ့တော့အခုပိတ်ပင်ဆိုလိုမျိုးကန့်လိုက်ဆိုလိုမျိုးလုပ်လိုက်တဲ့ခါကျတော့ကန့်လိုက်တာပေါ့နော်ကန့်လိုက်လုပ်တဲ့ခါကျတော့တချို့တွေအခက်အခဲတွေဖြစ်ကုန်ရောဆိုတော့တစ်ဖက်မှာလည်းအဲ့လိုမကန့်ရင်လည်းဟိုမှာပြုံတိုးနေတာဟိုမှာ1900ကျော်ကမသွားသေးဘူးမသွားသေးပဲကြံတဲ့တင်မောသား1900ကျော်ရှိတယ်နောက်ထပ်လည်းဝင်လာတဲ့ဟာနဲ့ပေါင်းလိုက်2000ကျော်နေမှထင်တယ်ကြည့်ရတာဆိုတော့ဒီတင်မောသားလုံးနဲ့ထွက်ချင်တဲ့လူငယ်တွေအတွက်လည်းတော်တော်လေးတော့အတားဆီးအကန့်အသတ်လေးတွေဖြစ်သွားတာတွေ့ရတော့ဩလို့ကျွန်တော်နိုင်ငံသားတွေလည်းအလုတ်ကင်ခွန်လန်းကိစ္စတွေမှာတော်တော်တော့သူတို့လည်းခက်ခဲအချက်တွေတွေ့ပါလားလို့ကျွန်တော်မြင်မိတယ်ဒါလေးကျွန်တော်ထည့်ပြောတာနောက်တစ်ခုကအစိုးရအနေနဲ့ဒီအလုပ်သမားဝန်ကြီးဌာနအနေနဲ့ဒီပြပကိုမြန်မာအလုပ်သမားဆေလို့တဲ့ခံမှာတည်တည်ချာချာစစ်စစ်ပြီးတော့စစ်စစ်ပိုင်းခြားပိုင်းဖြတ်ပြီးတော့စနစ်တကျဟိုစီမံခန့်ခွဲဖို့လိုပြီလို့ကျွန်တော်မြင်တယ်ဘာဖြစ်လို့ကျွန်တော်ဒီလိုပြောလဲဆိုတော့ထိုင်းကမိတ်ဆွေတွေကပြောတယ်ကြားပြီနောက်အခြားနေရာမိတ်ဆွေတို့များလည်းပြောတယ်တာချီလိတ်ကိုတော်တော်လည်းညှို့ထိုးနေကြတယ်အားလုံးကအဲ့တော့အလုပ်သမားဝန်ကြီးဌာနရဲ့လူမှုကြီးကြပ်ရေးဝန်ကြီးဌာနနှစ်ခုအနေနဲ့တာချီလိတ်ကိုခင်ဗျားတို့နည်းနည်းလေးတော့ရှောင်းတခင်ဝင်စစ်ဖို့သိပြီထင်တယ်တာချီလိတ်ကိုဘာလို့ဆိုတော့ဟိုတာချီလိတ်ကနေပြီးတော့မြန်မာတွေကတာချီလိတ်ကနေပြီးတော့နေဆက်ဖြတ်ကျော်ထိုင်းဘက်ကိုယာယီဝါနဲ့ပေါ့ဗျာယာယီဟို temporary ပေါ့ဟို border pass နဲ့သူကတာချီလိတ်ဘက်ကနေထိုင်းကိုမဲဆိုင်ဝင်သွားတယ်ထိုင်းလည်းရောက်ကောထိုင်းကနေပြီးတော့ဒေါ်လေးရောက်ကောထိုင်းတိုင်ဝမ်ကနေပြီးတော့တဆင့်ဘတ်ဆိုပြီးတော့ဖြတ်ပြီးတော့ဘယ်လိုထွက်သွားလဲဆိုတော့ဂျပန်ကိုထွက်တယ်ကောင်အများကြီးပဲထွက်နေတယ်အဲ့ဘယ်လိုလုပ်ကြရလဲဆိုတော့မေးခွန်းပေါ့အဲ့ဒါကျွန်တော်လည်းသိချင်တော့မေးကြည့်တော့မြန်မာပြည်မှာရှိတဲ့ထိုင်းတိုင်ဝမ်မှာဗီဇာလျှောက်တယ်ထိုင်းဗီဇာလျှောက်တယ်ထိုင်းဗီဇာလျှောက်ပြီးတော့သူကထိုင်းဗီဇာကင်ထားပြီးတော့နော်ထိုင်းဗီဇာကင်ထားပြီးတော့ဟိုဘာလို့လဲဆိုတော့မြန်မာပြည်ကဒီလိုသွားလို့မရတာချီလိတ်တီကိုရောက်တဲ့နေရာနေရောက်တယ်တာချီလိတ်ကားနဲ့ရောက်အောင်သွားတယ်ကားနဲ့လောက်ဖြစ်လေးနဲ့ဖြစ်ရောက်အောင်သွားတယ်ဟိုရောက်သွားပြီးတဲ့တာချီလိတ်မှာတရက်လောက်နေပြပြီးနောက်နေ့ကျတော့နေဆက်ဖြတ်ကျော်ကတ်ကိုထုတ်ပြီးတော့ဘတ်ဆိုထွက်သွားရောတုံးထုတ်ပြီးသားတုံးထွက်သွားအဲ့တော့ကိုယ့်ဘက်လည်းကောဘန်ကောက်ကနေပြီးတော့ဘန်ကောက်လေဆိပ်ကနေကွာဆိုပြီးတော့ဂျပန်ကိုဆက်သွားအဲ့လိုနဲ့ဂျပန်ကိုထွက်သွားတာကအများကြီးပဲနေ့စဉ်လူ ရာချီထွက်နေတော့ကြားတယ်အဲ့တော့အဲ့ဒါကိုတာချီလိတ်မှာထိုင်နေတဲ့လာဝကတွေ
လုတ်သမားဟိုလုတ်တန်နေအဖွဲ့စီလုတ်တန်တော့အထားထိုင်မှမထိုင်ပါဘူးဒါပေမဲ့လာဝကတော့တုံးထုပြီးတော့လွတ်ပေးနေတယ်ဆိုတဲ့သတင်းတွေထွက်နေတယ်အဲ့ဒါကတော့ပေါ်နေပြီတက်ဆိုင်အစိုးရဝန်ကြီးဌာနအနေနဲ့ကိုယ့်ကိုစစ်ဆေးဖို့တင်တယ်ရှောင်းတခင်စစ်ဖို့တင်တယ်ကျွန်တော်အခုပြောမှထဆင်းတဲ့တိုင်ရှောင်းတခင်စစ်တာကောင်းတယ်အဲဆိုတကယ်အဲ့ဒါဖြစ်နေတယ်ဆိုတာကိုအဲ့ဒါကိုတကယ်ဖြတ်ပြီးသွားခဲ့တဲ့လူကိုယ်တိုင်လည်းပြန်ပြောတယ်အဲ့ဒါဖြတ်ပြီးတော့မှထိုင်းကိုရောက်သွားတဲ့ဂျပန်ရောက်သွားတဲ့လူတွေအဲ့လူကိုယ်တိုင်ပြောတယ်ဆိုတော့အဲ့ဒါတွေကိုခင်ဗျားတို့တားဆီးကောက်ဖို့မလုပ်ဘဲနဲ့ဆိုရင်တော့နေသက်ကဒိုးရပေါ်ကြီးထွက်နေမယ်နေသက်ကကောင်တွေလှုပ်ရှားတဲ့ခွင်တွေရနေမယ်အဲ့တော့ပြောတော့ဒါရန်ကုန်လေဆိပ်ကတွေထွက်တာပိတ်တယ်ကန့်နေဘာဖြစ်တယ်ညာဖြစ်တယ်ပြောတော့ဟိုမှာဒိုးရပေါ်တလောကြီးထွက်နေတယ်အဲ့ဒါကိုကျတော့လုံသောဝန်ကြီးဌာနတာဝန်ရှိသူတွေမသိတာလားမသိချိုးချုံပြုတ်နေတာလားဘာလုပ်ကြလဲကျွန်တော်မသိဘူးအဲ့တော့လာဘကလည်းအဲ့လိုပဲလုပ်ပေးနေသလားဒါပေမဲ့ကျွန်တော်တို့တချို့ကပြန်ပြောတယ်ကိုကျော်ရခင်ဗျာအဲ့လိုတော့ပြောလို့ရှိရင်ကိုကျော်တို့ခင်ဗျာအဲ့လိုတော့ပြောလို့ရှိရင်ဘာဖြစ်လဲသိလာတယ်ဒီစိတ်တုံးကအတူကြီးနဲ့သူတို့နေသက်ကဖြတ်သွားတာပါလို့ပြောမှာတယ်ဒီစိတ်တုံးအတူကြီးနဲ့နေသက်ကဖြတ်သွားတာပြောပါတယ်ဒီစိတ်တုံးအတူဆိုတာလည်းဗျာတဲ့ဘယ်သူမှအတူကရှိမှာတော့တဲ့အဲ့လိုလေရှိသေးတယ်ဗျဆိုတော့အဲ့ဒီတာချီလိတ်ကတန်တရားရှိစရာကောင်းတဲ့ကိစ္စအများကြီးဖြစ်နေတာတာချီလိတ်အဲ့ဒါကိုတော့အစိုးရအနေနဲ့နည်းနည်းတော့တွားပြီးကြည့်တင်ပြီလို့ကျွန်တော်မြင်တယ်ကျွန်တော်ကြားရတဲ့ information တွေကျွန်တော်သိရတဲ့ information တွေကျွန်တော်တို့ပြောလာတဲ့သူတွေရဲ့ဒီအဆင့်တန်းပေါ့နော်သူတို့ရဲ့အဆင့်တန်းကြောင့်ကျွန်တော်ကဒါလုံးဝယုံကြည်စိတ်ချတဲ့သတင်းလို့ကျွန်တော်ခိုင်းပါဆိုယုံကြည်ထားတယ်ကျွန်တော်ယုံကြည်အဲ့တော့အစိုးရအနေနဲ့ကဒီသတင်းမှားတယ်ထင်ရင်ခင်ဗျားတို့ကိုယ်စစ်ဆေးပါစစ်ဆေးပြီးတော့မှားကြောင်းပြန်ပြောလို့ရတယ်ကျွန်တော်တို့မှားတယ်ဆိုမှားတယ်ဒါပေမဲ့ရှောင်းတခင်စစ်မှာဖြေထွက်မယ် supply check ကိုရုပ်တရက် surprise check ပေါ့နော်အဲ့ဒါလုပ်ရအောင်ရုပ်တရက်လက်ခနဲ့ဘာမှမသိကြဘူးလက်ခနဲ့ဝင်ဆက်ပလိုက်တာမျိုးလုပ်လို့ရတယ်စာဖာတွေရန်ကုန်စာဖာတယောက်လောက်သူဟိုနေပြည်တော်စာဖာတယောက်လောက်လက်ခနဲ့ထွက်သွားပြီးတော့ကွာဆိုပြီးသွားပြီးဆက်လိုက်ရင်လူမသိသူမသိတယောက်ပေါ့တုံးလို့သွားဆက်လိုက်ရင်ဖြေထွက်သွားမှာတုံးတန်းထွက်သွားမှာထွက်မှာအဲ့မှာအကုန်လုံးခင်ဗျားတော့ထွက်လာလိမ့်မယ်နေ့သေးသေးမှာဝင်တက်နေလို့ကြားတယ်အဲ့ဒါတွေကိုထိန်းချောက်ဖို့မလိုဘူးလားလို့ကျွန်တော်မေးချင်တာခင်ဗျားတို့ကနေ၄စိတ်ကသာပိတ်နေပြောတော့ဟိုကကျတော့တလဟိုကြီးဖြစ်နေတယ်အဲ့ဒါမလွဲနေတယ်နော်ဆိုတော့ဒါလေးကိုကျွန်တော်ကြုံပြောတာကျွန်တော်ပြောလာတဲ့လူကတကယ်ကိုအဲ့နေရာကိုတခြားဖြတ်သွားတဲ့လူတွေကိုယ်တိုင်က2ယောက်3ယောက်မကပြောတယ်ပြီးတော့တချို့ကကိုယ်တိုင်ကိုသိတဲ့လူတွေကိုယ်တိုင်ကိုအစိုးရတိုင်ဝမ်တည်းပေါပေါမြောက်ရှိတဲ့သူတွေအစားပြောတယ်ဆိုတော့ကျွန်တော်တော်တော်စဉ်းစားသွားတယ်နော်ဆိုတော့အစိုးရတော့အပွိုင်းနဲ့ပေါပေါမြောက်ရှိတဲ့လုပ်ငန်းရှင်တွေအစားပြောတယ်ဒီလိုရှိတယ်တဲ့ဆိုတော့ကျွန်တော်လည်းမပြောမှမသိဘူးအဲ့တော့အစိုးရအနေနဲ့အဲ့ဒါကိုတော့ခင်ဗျားတို့ထိန်းချောင်းဖို့လိုတယ်အလုပ်သမားကိစ္စနဲ့ပတ်သက်ရင်ခင်ဗျားတို့စနစ်တကျတော့စီမံခန့်ခွဲဖို့လိုတယ်ကိုအလုပ်သမားပို့ဆောင်ရေးပြပအလုပ်သမားပို့ဆောင်ရေးကိစ္စနဲ့ပတ်သက်ရင်စနစ်တကျပို့ဆောင်ဖို့မလိုဘဲနဲ့ပျောက်တောက်ကြီးလုပ်နေတယ်လို့ကျွန်တော်ခံစားရတယ်ပျောက်တောက်ကြီးလုပ်နေတယ်လို့ခံစားရတယ်စနစ်တကျလုပ်ရမယ်တနေ့ကငါတို့ပြပအလုပ်သမား1000ထွက်ခိုင်းပါလား2000ထွက်ခိုင်းပါလား3000ထွက်ခိုင်းပါလားကိန်းနဲ့တစ်ခုချလိုက်ပြီးအဲ့ဒါဘယ်အသက်ရွယ်လဲပိုင်းလိုက်အသက်ရွယ်အကန့်အသတ်မထားဘဲနဲ့စက်တာနဲ့ခွဲမှာလားကြိုက်တယ်လို့ခွဲလိုက်တနေ့ကငါတို့လုံသားပြပ1000ပဲပို့ဆို1000အဲ့1000ကိုစက်တာခွဲလိုက်နော်ရှိဂျပန်ပို့မယ်ကောင်းဘလောက်ထိုင်းပို့လို့ဘလောက်ရုရှားပို့လို့ဘလောက်နော်တင်မောသားဖြစ်နေလို့မှဘလောက်ဘယ်ဘလောက်အဲ့တော့ plan ချလိုက်ခွဲချလိုက်ခွဲပြီးတော့မှခွဲရန်လေးနဲ့ဒုံထွက်သွားရင်အလုပ်လုပ်တဲ့သူတွေကလည်းငါတို့ဒီနှစ်တော့ခွဲရန်ငါတို့ဘလောက်ရတယ်ငါတို့ဘလောက်ပို့မယ်သူကသူအလုပ်အဆင်ပြေတယ်ခုကစနစ်တကျမလုပ်ဘဲနဲ့ပျောက်တောက်ကြီးလုပ်နေတယ်လို့ကျွန်တော်တို့ကခံစားရတယ်အလုပ်တော်ဝန်ကြီးဌာနအနေနဲ့အဲ့လိုပျောက်တောက်ကြီးလုပ်မဲ့အစားစနစ်တကျလေးစီမံခန့်ခွဲဖို့တော့ကျွန်တော်တိုက်တွန်းချင်တယ်နော်ဒါတော့တစ်ချက်ပါနောက်တစ်ခုကကျွန်တော်တို့ဒီကြောင်မဲပေါ့နော်ကြောင်မဲနဲ့နောင်ချိုးပေါ့ဗျာကြောင်မဲနောင်ချိုးပြောပြစီကြောင်မဲကိုပွင့်လည်းပြောရင်တော့ဒီနေ့တက်ကကြောင်မဲကိုလေနဲ့တချင်းတွေဖွင့်ပြတယ်လို့ကြားပါတယ်ကြောင်မဲကိုလည်းအချိန်ချင်းဖွင့်တာပါပဲတစ်ချိန်တော့မဟုတ်ပါဘူးကြောင်မဲလည်းဖွင့်တာဂျလင်းဖွင့်ပြတာမနေတော့ပါဘူးဒီနေ့တဲ့29ရက်နေ့ပေါ့နော်နေ့လေ2နာရီကျော်လောက်မှာပေါ့နော်အဲ့လောက်မှာ jet fighter နဲ့ဘုံနှလုံးလာပြီးတော့ကျဲချတိုက်တယ်တဲ့နော်ကြောင်မဲမြို့ရက်ကွက်1ရဲ့ဘာခေါ်လဲဒီရက်ကွက်1ရဲ့ရက်ကွက်1ထဲကိုပေါ့တက်မှရှိတဲ့အစာအုပ်တွေပေါ့နော်အစာအုပ်ချို့လာကျဲတဲ့အတွက်ရသားထိခဲ့ပါတယ်ဆိုပြီးတော့ပလောင်ကသူ့ရဲ့ TNL ရဲ့သူ့ရဲ့ Telegram တွေတင်ထားတယ်အဲ့တော့ကျွန်တော်ကဒီဟာကိုသေချာမေးကြည့်သုံးသပ်ကြည့်လိုက်တဲ့ခါကျတော့နေ့ရက်2နာရီခွဲလောက်ကပဲအမှတ်တရကို jet fighter လေရင်တဲ့သူကတော့ပေါင်900ဘုံလို့တော့ပြောတာပဲပခုံးနဲ့ပြေးထမ်းလို့သိတယ်လားတော့ကျွန်တော်မသိဘူးပေါင်900ဘုံလို့ပြောတာပဲနော်အဲ့တော့ပေါင်900ဘုံနှလုံးဆိုတော့လေရင်ပေါ်မှာပေါင်1000ဘုံလေရင်ကပေါင်900ဘုံနှလုံးကိုထမ်းပြီးတော့လာပြီးကျဲတယ်ဆိုတဲ့ပုံမျိုးပေါ့နော်သူပြောချင်တာတော့ဆိုတော့ပေါင်900ဘုံနှလုံးနဲ့တဲ့ကျဲချတိုက်ပါတယ်ဆိုသူတို့ကပြောတယ်အဲ့တော့ပေါင်900လားပေါင်1000လားပေါင်1000လားပေါင်3သိန်းလားပေါင်1000လားအဲ့ဒါတော့ပခုံးနဲ့ပြေးထမ်းပါပဲကျွန်တော်သိမှာမဟုတ်လို့ခဏထားလိုက်အောင်လောလောဆယ်တော့တေချာတာကတော့ဘုံနှလုံးကျဲခံရတဲ့အတွက်အမျိုးသား4ယောက်အမျိုးသမီး2ယောက်ထိခိုက်ဒဏ်ရာရှိပါတယ်ဆိုပြီးသူတို့ပြောတယ်နေ10လောက်ပြည့်စည်ပါတယ်လို့သူတို့ပြောတယ်အဲ့တော့အရသားအိမ်လို့တော့ပြောတာပဲတကယ်တော့အရသားအိမ်ဟုတ်လားမဟုတ်လားဆိုတာတော့နောက်ပြီးပြောမယ်အဲ့တော့ပြီးတဲ့ဂျွန်24 26တော့လည်းကြောင်မဲမှာရှိတဲ့အမှတ်3ရက်ကွက်နဲ့9ရက်ကွက်ကိုတက်ကပုံကျဲတယ်အဲ့တော့ပြောရရင်တော့24 26 29အမဲသူက2ရက်ချ3ရက်ချတခါသွားပြီးတော့သွားပြီးတော့လေးနဲ့တချင်းဖွင့်ပြတယ်ကြည့်ရတာကြောင်မဲမြို့မှာရောက်ပြန်ပြီးတော့အင်အားစုစည်းနေတဲ့ပလောင် TNL အုပ်စုတွေကိုတချင်းတွေဖွင့်ပြပေးတယ်နဆကသွားပြီးတော့တချင်းဖွင့်ပြတယ်ခင်ဗျားစဉ်းစားကြည့်ဗျာကြောင်မဲမှာသူအင်အားစုနေစုပြီးတော့နောင်ချိုပြန်မစွန့်လို့ဖို့ဆိုပြီးတော့လွေးရည်ဦးတော့အော်ထားတာဟုတ်အဲ့တော့ပွင့်လည်းပြောရင်တော့အဲ့တော့ပြန်ပြီးတော့
အင်အားစုပြီးတော့ချမယ်ဖို့ပြင်နေတဲ့အချိန်မှာတက်ကသွားပြီးတော့လေးနဲ့တချင်းဖွင့်ပြတော့စိတ်ဓာတ်ကြာပြီးတော့နော်စိတ်ဓာတ်ကြာပြီးတော့အကုန်လုံးဘာဖြစ်ကုန်လဲဖြစ်မှာပေါ့နော်ဆိုတော့တက်ကလည်းလေးနဲ့သွားတချင်းဖွင့်ပြတယ်ဗျဟိုပလောင် TNL ကိုသွားဖွင့်ပြတယ်တကယ်တော့တက်ကတချင်းဖွင့်ပြမှာက TNL ကိုလည်းဖွင့်ပြရမယ်ဟို KIA ကိုလည်းတချင်းလေးဖွင့်ပြပါဆို KIA လည်းသူလည်းပြင်းနေပါပဲသူလည်းတချင်းလေးပဲဖွင့်ပြရမယ်နောက်ဟိုကရင်ဘက်ကိုလည်း KNU KNL တက်ကိုလည်းတချင်းလေးပါဖွင့်ပြတင်တယ်နောက် AA ကိုလည်းတချင်းလေးပါဖွင့်ပြတင်တယ်ဘာလို့ဆိုတော့မတရားဘူးတချင်းဖွင့်ပြတာတော့ TNL တခုတည်းတော့ဖွင့်ပြတော့ TNL တခုတည်းကိုခင်ဗျားတို့ပိုချစ်နေတယ်လို့ TNL တခုတည်းပိုချစ်နေတယ်လို့တချင်းလေးပါဖွင့်ပြမယ်ဆိုရင်လည်းနောက်ဆိုရင်လေဘောနဲ့ဆောင်းပေါက်ကြီးနဲ့တချင်းလေးဖွင့်ပြမယ်ဆိုရင် TNL တခုတည်းတော့ဖွင့်ပြမယ်အစား AA ကိုလည်းတော့ဖွင့်ပြရမယ်နောက် KNU ကိုလည်းတော့ဖွင့်ပြတင်တယ် KIA လည်းတော့ဖွင့်ပြတင်တယ်ချင်းတွေတော့ခဏထားလိုက်အောင်နောက်ကြရင်လုပ်ပေါ့နော်နောက်ကြရင်လုပ်ပါပြောမရရင်ဖွင့်ပေါ့တချင်းဖွင့်ပြလိုက်ပေါ့မင်းပြောမရဘူးလားငါတချင်းဖွင့်ပြလိုက်ရမလားဒီလိုပဲပြောပေါ့ဗျာနောက်မကြလို့ရှိရင်တက်မတော်ခေါင်းဆောင်တွေနေလည်းအစည်းအဝေးပွဲကြလို့ရှိရင်စကားပြောရဲအဲ့လိုပြောပေါ့မင်းတို့တွေငင်းချိုင်းစကားဝိုင်းမတက်ဘူးလားတက်မလားမတက်ဘူးလားမတက်ဘူးဆိုရင်မင်းတို့ငါလေနဲ့လာပြီးတချင်းဖွင့်ပြမယ်နော်လို့ပြောလိုက်ပြီးတာပဲမင်းတို့ငါလေနဲ့လာပြီးတချင်းဖွင့်ပြပလိုက်ပဲဘာမှနေလို့ပြောလိုက်ပြီးတာပဲနော်ဟုတ်တယ်မလားအဲ့လိုသာပြောချလိုက်ဆိုတော့လောလောဆယ်တော့ကြောင်မဲကိုတော့တက်ကလေနဲ့တချင်းဖွင့်ပြလိုက်တဲ့အတွက်လူတို့ကတော့အရသာအထီလို့ပြောတယ်ကျွန်တော်တို့သိတာတော့အဲ့ဒီကြောင်မဲမှာအင်အားစုနေတယ်ဘာလို့ဆိုတော့နောင်ချူလွေးရည်ဦးကဒီသူ့တို့ရဲ့ပလောင်လက်ဝေကမီဒီယာတွေမှာသူလွေးရည်ဦးအဲ့ဒါပြောနောင်ချိုတဲ့ကျွန်တော်တို့လက်ထက်ကနေသူတို့စစ်တပ်ကအတင်းဟောပြန်လာတိုက်ယူနေသူနောင်ချိုလက်မလွတ်ဘူးတဲ့နောင်ချိုလက်မလွတ်ဘူးလို့သူကကြွေးကြော်ထားတယ်နောင်ချိုလက်မလွတ်ဘူးလို့ကြွေးကြော်ပြီးတော့ဒနု PDF တွေနဲ့ခုနဗမာ PDF တွေကိုထိုးထည့်ဂျင်းထည့်ပြီးတော့တိုက်ခိုင်းနေနောက်က TNL ကတဖြည်းဖြည်းဆုတ်နေပြီအုပ်ချုပ်ရေးမှုတွေနည်းနည်းပါးလောက်ပဲကြံတော့တာပွင့်လည်းတောင်နောင်ချိုမြို့ပေါ်အခုဗိုလ်ချုပ်ကြီးဒုတိယဗိုလ်ချုပ်ကြီးနိုင်ဦးတော့အဲ့နောင်ချိုစစ်မြေပြင်ကိုသွားနေပြီတောင်ခန့်ကိုကျိုးဘက်ကိုကြော်နေပြီဗိုလ်ချုပ်ကြီးနိုင်ဦးပုံတွေထွက်နေပြီထွက်လာနေပြီဗိုလ်ချုပ်ကြီးနိုင်ဦးတို့နိုင်ဦးကဟိုသွားပြီးတော့သူ့စစ်တီတွေတိုက်ပွဲမြေပြင်ထဲကိုထိသွားတာဒုတိယဗိုလ်ချုပ်ကြီးအဆင့်တိုက်ပွဲမြေပြင်သွားပြီးတော့သူ့စစ်တီတွေနဲ့သွားတိတွေ့စကားပြောစိတ်သက်ခွန်အားပေးအဲ့လိုဖြစ်ကုန်တာဆိုတော့ကြည့်ရတာဒုတိယဗိုလ်ချုပ်ကြီးနိုင်ဦးကဟိုရှမ်းမြောက်မှာအထိနာထားခဲ့တော့သူဒါကိုကြည့်ပြီးစိတ်ထဲမှာသူ့စိတ်ထဲမှာအဲ့တော့သူပြန်ပြီးခံပြင်းတော့သူပြန်ချမယ်ဆိုပြီးတော့သူပြန်ချလေသလားပေါ့နော်သူဒီတစ်ခေါက်တော့ရအောင်ငါတော့ရှက်ကွဲမခံပြောတော့ငါတကယ်ပြင်းမှာဆိုသူလဲတာဒီတစ်ခေါက်တော့စိတ်ပိုင်းဖြတ်ပြီးတော့ကိုစစ်မြေပြင်အထိသူဆင်းသွားတာလားပေါ့နော်ဒီလိုတော့တွေးကြရှိတယ်ထားပါတော့ဘယ်လိုဖြစ်ဖြစ်နောင်ချိုလက်မလွတ်ဘူးလို့လွေးရည်ဦးကအော်နေပေမဲ့ तू ကအော်တာပဲရှိတာလက်မလွတ်ဘူးလို့အော်ပေမဲ့စစ်တပ်ကမင်းလက်မလွတ်ကောငါယူရင်ယူလို့ရတာပဲဟာဆိုမင်းလက်မလွတ်လဲငါယူမှာပဲလို့စစ်တပ်ကပြောမှာယူမှာပဲစစ်တပ်ကပြန်ရအောင်ယူပါဆိုတော့ဒီနောင်ချိုမျိုးကိုပြည်သူလူလက်ထက်ကိုပြန်အပ်ဖို့တပ်ကစူးစမ်းနေတာပြည်သူလူရင်ဝင်တဲ့ကိုပြန်ပြီးတော့နောင်ချိုမျိုးကိုပြန်ထည့်ပေးဖို့စူးစမ်းနေတယ်တပ်မတော်ကဘာလို့မဟုတ်ရင်သူ့ဘာတာဝန်မကြည့်သလိုခံစားနေရတဲ့အတွက်တပ်မတော်ကပြည်သူလူရှိကိုလက်ထက်ကိုပြန်အပ်နာမှာဒီပြည်သူလူအေးချမ်းသာနေထိုင်ခဲ့ရတဲ့အချိန်မှာနေထိုင်ခဲ့ရတဲ့အချိန်ကနေပြီးတော့နေထိုင်နေတဲ့တပ်မတော်နဲ့အတူတူနေထိုင်နေတဲ့ပြည်သူလူအေးချမ်းသာနေထိုင်နေတဲ့အချိန်မှာပလောင်အုပ်စုတွေကအင်အားနဲ့ရုတ်တရက်ဝင်တိုက်တယ်တိုက်ပြီးတော့နောင်ချိုဆုတ်ပေးလိုက်ရတယ်ပလောင်နဲ့ဒီကိုကနေဝိုင်းတိုက်တယ်ဆုတ်ပေးလိုက်ရတယ်အဲ့တော့ပြည်သူလူကကစိတ်ကလေးနဲ့ပြေးတော့ထွက်ပြေးတိတ်ချောင်ရတယ်လုပ်ငန်းတွေစွန့်ပစ်မိသားစုတွေပြေးဝေးတွေဖြစ်တော့ဝဲပြိုက်ဖြစ်ခဲ့ရတော့ပြည်သူလူကအဲ့လိုဖြစ်သွားတဲ့အချိန်မှာတပ်မတော်နေတာဟာငါတို့တာဝန်ပေါ့ရော်တယ်ကွာပေါ့ရော်တဲ့အတွက်ငါတို့ပြည်သူလူထုကဒီလိုထွက်ပြေးတိတ်ချောင်နေရပြီငါတို့ပြန်ယူပေးမယ်ပြည်သူလူလက်ထက်ကိုငါတို့ပြန်ယူပေးမယ်ဆိုပြီးတပ်မတော်ကပြန်တိုက်ပေးနေတာတိုက်ပေးတယ်လာချိုsorry ဒီနောင်ချိုသွားတိုက်ပေးနေအခုနောင်ချိုမကြခင်ရဖို့ဘာမှမလုပ်တော့ဘူးပြောရင်တော့ဒီစစ်ဗျူဟာခင်းတဲ့ခါမှာတော့တစ်ခါတည်းကြရင်စစ်ကိုမြှိုးရတာပေါ့တစ်ဖက်ကအင်အားကိုလည်းကြည့်ရတယ်တွက်ဆအချိန်ဆပြီးတော့နောင်ချိုပြပတ်လည်းနားမှာတက်ကရောက်နေပြီနောင်ချိုမျိုးပြပတ်လည်းရောက်နေပြီပြပတ်လည်းကိုရောက်နေတာနောင်ချိုမျိုးတဲ့ကိုတချို့တွေတော့ဝင်ကုန်တောင်ဝင်နေပြီတချို့ရက်ွက်အစုံဖျားရတော့ဝင်နေပြီတော့ကြားပါတယ်ဒါတော့အဲ့ဒါကြောင့်မလို့သူနောင်ချိုမှာ TNL အုပ်စုကနောက်ကိုဆုတ်ခွာရမယ်ဒီခါကျတော့ကြောင်မဲထီကိုသူဆုတ်ရတယ်ဆိုတော့ကြောင်မဲမှာပြန်ဆုတ်တယ်ကကြောင်မဲမှာသူအင်အားစုတယ်ဟိုးတခြားနေရာ TNL ပလောင်နေလူငယ်လေးခြားတိတ်လမ်းမှာတွေ့တဲ့ကောင်အကုန်ဖမ်းထက်စစ်သားဖြစ်နေစူဆောင်းပြီးတော့စစ်တပ်ကိုပြန်တိုက်ဖို့အင်အားပြန်စုပြီးတော့သူပြန်တက်လာဖို့စူးစမ်းဖို့နေရာစုနေတဲ့အချိန်မှာတက်ကလေးနဲ့သွားပြီးထုတာဒါပဲအဲ့တော့တက်ကသတင်းကင်းထောက်နေတယ်ဝင်းရနေကင်းထောက်တယ်ကင်းထောက် drone တွေလည်းကောင်းငင်ပြန်နေတယ်တချို့မီဒီယာတွေတောင်ရေးတယ်ကျွန်တော်မပြောဒါလို့မပြောခဲ့တာမပြောတာလို့ဆိုတာကျွန်တော်ကတကူးကတော့ပြောရင်ကျွန်တော်ကစပြောတယ်ကောင်ဖြစ်မှာဆိုလို့တက်မတော်ကဒီ micro drone လေးတွေတောင်သုံးနေပြီတီးလေးတွေ drone တီးလေးတွေ drone တီးလေးဟိုကျွန်တော်ရုပ်ရှင်ကားတွေမှာမြင်မှုတဲ့ပစင်းလေးတွေကောင်အကောင်လေးတွေအဲ့လိုကောင်အဲ့ဒါတည်းနဲ့ကြည့်ပါတယ်အဲ့ဒါလည်းကြည့်တယ်အဲ့တီးလေး drone လို့မထင်ရဘဲနဲ့ပြန်နေတယ်ကောင်းမှာအဲ့ဒါလေးတွေနဲ့ရှိတယ်အသေးခံ drone လေးတွေရှိတယ်တက်မတော်ကကြည့်လို့အင်ဘန်လာတို့အိမ်ထဲအဲ့ဒါဝင်အကောင်ရင်ကောင်လေးဝင်သွားတယ်ဆိုအုပ်ကွဲသွားလို့ဘသူခွဲလိုက်မှမသိသွားတယ်ဆိုတော့မှအဲ့ဒါပြဿနာတက်တယ်ကိုကြည့်ရလောက်ကြအောင်အတိုင်းသားလည်းကောင်းတယ်ကိုကြိုပြီးတတိပြထားတာခဲတော့ကြည့်လို့ကိုယ့်အိမ်ထဲမှာကိုနေနေတဲ့ရင်ကောင်လေးတစ်ကောင်ဝင်လာတယ်ဝီးနဲ့ပြန်ဝင်လာတယ်ပြီးလည်းပြောကိုကကြည့်တော့ရင်ကောင်လေးပေါ့ပြီးလည်းပြောအုပ်ဆိုကွဲတော့ဘသူကနေကွဲသွားမှမသိဘယ်ကနေကွဲမှမသိကုန်တယ်အဲ့လိုဖြစ်အောင်မယ်ကျွန်တော်မြင်အောင်သိတယ်အဲ့ဒါပြောမရဘူးအဲ့တိုင်းဖြစ်အောင်ပါတစ်ချိန်တော့ဖြစ်ခဲ့ဘူးတယ်တဲ့ကျွန်တော်မိတ်ဆွေတယောက်ပြောဘူးတယ် drone တွေဟိုလွန်ခဲ့တဲ့10စုနှစ်တခုကျော်အတက်က drone တွေနဲ့အဲ့တပုံတွေတခုမှာလေတပုံတွေရဲ့ဟိုဟာတွေကိုရှမ်းမြောက်မှာနော်တပုံတွေရဲ့ဟိုဟာတွေကိုတက်က drone ရဒီလိုဒိန်းဝင်သွားဟ
ဟိုကောင်ကြီးကြည့်ပြီးတော့ဘာကြီးလဲဆိုလန့်နေတာအဲ့လိုဖြစ်ခဲ့ဘူးတယ်လွန်ခဲ့တဲ့ဆယ်စုနှစ်တခုကျော်ဖြစ်ခဲ့ဘူးတယ်ဖြစ်ခဲ့ဘူးတော့အဲ့ဒီဖြစ်စဉ်ကိုဟိုကိုယ်တိုင်ပြပြလို့တော့အခုကျွန်တော်ပြောတဲ့ခါကျတော့ဒီလိုတော့ဗျာဒီလိုတော့နောက်ပြန်လုပ်ပြန်ပြီးသူပြောရင်ပြောလိမ့်မယ်ဟုတ်တကယ်ဖြစ်ခဲ့ဘူးလားအဲ့လွန်ခဲ့တဲ့ဆယ်စုနှစ်တခုကျော်ကတက်ကအဲ့လို drone တွေသုံးတာတိုက်ခိုက် drone မဟုတ်ဒီတိုင်းပဲသူကကင်းထောက်တဲ့ပုံစံမျိုးနဲ့စမ်းကြည့်တာစမ်းနေအော်ဆိုသွားတာမှတပုံကြီးရှိတဲ့တဲအဲ့ drone ကဝင်ချသွားတာအဲ့ဒါအဲ့ဖြစ်စဉ်တကယ်ဖြစ်ခဲ့ဘူးတယ်အဲ့ကြောင့်အခုလည်းပြောမရဘူးအခုလည်းပြောမရဘူးနောက်မှဒီထောက်ကတော့တထွားလောက်ပဲရှိတဲ့အကောင်လေးဒါပေါ်လည်းလက်သီးစိုးလောက်ပဲရှိမှအကောင်လေးတစ်ကောင်တုံးမို့လဲသူ့တဲ့နည်းနည်းသေးမဲ့ဟာလေးပေါ့ဘာကောင်လေးမျိုးသေးတဲ့အကောင်လေးပြန်လာတယ်ဆိုပြီးတော့စွတ်မလုံးနဲ့အဲ့ဒါနေတိုင်းနဲ့အင်ပန်လာတို့ဂွာမိုတို့အိမ်နဲ့ဝင်ကြသွားတော့မှအဲ့အိမ်ကြီးအိမ်ထဲမှာအုံနဲ့ကွဲတော့မှဘယ်ကနေဘလူးလိုက်ဘသူကလုံးမသိအဲ့ဒါတွေခံအောင်မယ်အဲ့ဒါတက်ကကောင်းငင်နဲ့ကင်းထောင်တဲ့ drone တွေရှိတယ်ဒါကြောင့်ဘသူဗမာရှိတယ်ဘယ်နေရာပါဆိုတော့သိတယ်ပွင့်လည်းပဲသိတယ်သူတို့မလုံးသေးတာပေါ့နော်မလုံးသေးတာအဲ့တော့တချို့ကပြောမယ်ဟာမင်းအဲ့ဆိုအေးဘာလို့မချလဲချပါလိမ့်မယ်အေးလည်းသူတို့ချလိမ့်မယ်ဟိုတက်ကတနေရာကိုအားဆိုင်နေတဲ့အချိန်မှာနောက်တနေရာကိုခဏခံစစ်ပြင်ထားတယ်တောင့်ထားတယ်အဓိကယူရမယ့်နေရာနဲ့တချို့နေရာတွေတက်ကစီးရကစားတာတွေရှိတယ်ကစားရရှိတော့တချို့နေရာတွေကလူတွေကတော့အော်တောင်းနေဖြစ်တာပေါ့နော်ဟိုဟာဖြစ်တာပေါ့အဲ့တော့ဒေသခံတွေရဲ့ဒီလောက်ကောင်ဒေသခံလောက်ကောင်တွေရဲ့ဒီဟိုဟာတွေကိုလည်းစောင့်ကြည့်ရတော့ဘယ်ကောင်လောက်ကောင်လဲဆိုတော့စောင့်ကြည့်ရတာဥပမာရွာတရောက်တပုံဝင်တယ်သတင်းမပေးရဘူးအဲ့ကြလို့ရှိရင်အဲ့လောက်ကောင်တွေကိုစောင့်ကြည့်ရတယ်โอเคအဲ့ကောင်လောက်ကောင်တွေသတင်းမပေးတာမှပြဿနာမရှိသေးပေမဲ့ကိုယ်တိုင်ပါဝင်ပတ်သက်တယ်ဆိုပြဿနာရှိတယ်ပေါင်ပတ်သက်ပြီးတော့အကောင်တွေဝင်လာငါတို့လည်းတနက်ကလေးချမယ်ကွာအေးအဲ့ဒါမှဒီအောင်ကြွားပါဒီကောင်တွေလောက်ကောင်အဲ့တော့မှရှင်းဟေးဆိုအကုန်ရှင်းတာအဲ့လိုပုံစံမျိုးအဲ့တော့ကိုရွာတွေကိုဒေသတွေဘာဖြစ်လို့တချို့လူတွေဟိုတပုံတွေဝင်လာတယ်ဟိုတွေကိုသတင်းမပေးဘဲနဲ့ကိုကခက်တီနေလိုက်ရင်တော့ပြဿနာပါလဲဆိုတော့ချိန်ကြရင်ကိုပိုင်းကြားညက်သွားလိမ့်မယ်အဲ့ဒါသတိထားရကောင်းတယ်ပေါ့နော်ဒါလေးပြောချင်တာကျိုးလို့အဲ့တော့တောင်ချိုးတို့ဘာလို့ပြန်မပေးဘူးဆိုရင်တေချာတော့ခုတောင်ဟိုကြောင်မဲကောင်တက်ကစပြီးဆော်နေပြီဆိုတော့ခင်ဗျာနောင်ချိုးပြီးကြောင်မဲလည်းခဏနေယူမယ်ဆိုတဲ့အတိပဲအဲ့တော့နောင်ချိုးကမကြခင်တက်လက်ထက်ရောက်မယ်ဘူဂျူကြီးနိုင်ဦးတော့အဲ့ရောက်နေပြီဆိုတော့မကြရင်တက်လက်ထက်ရောက်လိမ့်မယ်လို့ကျွန်တော်ပြောချင်တာဒါတစ်ချက်ပေါ့နောက်တစ်ခုကပြီးခဲ့တဲ့ Peace Forum မှာကျွန်တော်ဝါကညီရန်ကိုကျွန်တော်ကဒီတိုင်းလို့သွားပြောတယ်နော်ကျွန်တော်ရှာ journalist ကောင်လေးတယောက်ကိုသတင်းတော်ကောင်လေးတယောက်ကိုမေးခွန်းလေး guideline ချပေးလိုက်ပြီးတော့မေးခိုင်းအတင်းမေးခိုင်းတယ်အဲ့တော့ညီရန်ကအဲ့မေးခွန်းတွေနဲ့ပတ်သက်ပြီးညီရန်ပါဖြေသွားလဲဆိုတော့ခါတယ်တချို့တွေကတော့အဲ့အတန်ဖိုင်တွေကမကောင်းနားမထောင်မကြောက်ဘူးကျွန်တော်ဖုန်းနေနဲ့ဓာတ်ထောင်တော့အကုန်အဆင်ပြေတယ် tablet လည်းကျွန်တော်အဆင်ပြေတယ်တချို့လူတွေဖုန်းတွေမရဘူးဆိုတာအကြောင်းတော့ရှိလိမ့်မယ်ဗျကျွန်တော်လည်းအဲ့ဒီနီးပညာအရကျွန်တော်နားမလဲတော့ကျွန်တော်လည်းအဖြေမပေးတတ်ဘူးသို့တော့တချို့ကငကြက်နဲ့တက်နားထောင်ရတယ်လို့ပြောတယ်အဲ့တော့ဒီအားနဲ့ချက်ရှိသွားတဲ့ပေါ်ရောက်မှုတော့တီးခံပေးကြဖို့တော့တိုက်တွန်းလို့တယ်တနည်းနည်းနဲ့ရအောင်တော့ဟိုငကြက်လေးတက်နားထောင်တာတို့တခုလုပ်ပြီးနားထောင်ကြည့်တာတို့လုပ်ကြည့်ပါနော်အဲ့ဒါတော့ကျွန်တော်တိုက်တွန်းပြစေအဲ့တော့ညီရန်ကမေးတဲ့အချိန်မှာညီရန်ကဖြေတယ်ကျွန်တော်တို့ရှီကမေးတဲ့မေးခွန်းကိုဒီကောင်မညီရန်ကဝိလေကြောင်ကလုပ်သွားတယ်ပေါ့ဆိုလိုတာဗာတစ်ချက်ကဝါဒေတာမှာရွေးကောက်ပွဲလုပ်ခွင့်ပေးမှာလားဆိုတော့အဲ့ဒါကျွန်တော်ပြောလို့အဲ့ဒါဘကိုမေးအောင်ကျွန်တော်မသိဘူးအလျှောက်ပြောကုန်ရောအပြီးလည်းပြီးနောက်တစ်ခုကဟိုဝါဒေတာပြည်သူတွေကဆိုဒီမိုကရေစီစနစ်နဲ့အုပ်ချုပ်ရွေးကောက်ပွဲမရှိဘူးဒီမိုကရေစီစနစ်နဲ့အုပ်ချုပ်ခံရတာမဟုတ်ဘူးနဲ့ကွန်မြူနစ်စနစ်အုပ်ချုပ်ခံရတာလို့ဖြစ်မနေဘူးလားဆိုအဲ့ဒါလည်းကျွန်တော်ဟိုလျှောက်ရောက်ဖြောက်ပြောနေမှာနောက်တစ်ခုကဘာလို့ဆိုတော့ဘာလဲဆိုဟို10 20စစ်စီမှာဝါနောက်ကနေလက်နဲ့ထောက်ပံ့ပတ်ဖို့တွေလို့သတင်းတွေရတယ်အဲ့ဒါလည်းပတ်သက်ဝါဦးညီတော့ဘာပြောချင်လဲဆိုအဲ့ဒါတော့သူတို့ပြောကြတာပဲလေသူတို့ပြောနေကြတာပဲကျွန်တော်အဲ့လိုပေါ့လို့သူပြောတာသူတို့ပြောတာပါပဲဘာညာလျှောက်ပြောဖို့ရောနောက်ဆုံးကျွန်တော်ထပ်ပြောပြီးတော့ဟိုမြေရှားတတုကိစ္စနဲ့ပတ်သက်လို့မှတရုတ်နဲ့တူးနေတာတွေဥမာထိုင်းရတော့ကန့်ကွက်တွေပဲလုပ်ကုန်ပြီအဲ့ဒါပြောဆိုအဲ့ဒါလေကျွန်တော်အဲ့ပြင်မှာရှိတော့ဒီမှာအဲ့နေရာနီးဆုံးနေမှာကျွန်တော်ရှိနေလို့ကျွန်တော်တချို့ကကျွန်တော်မသိဘူးပေါ့လေဘာညာဖြစ်ကုန်ပြောချင်တာမေးခွန်းတွေကိုကျွန်တော်တို့မေးပေမဲ့မဖြေသွားဘူးတချို့ကပြောမဖြေမှတော့ဘာလို့လာပြီးတော့မေးနေသေးလဲဘာလို့တင်နေသေးလဲ no ခါတော့တချို့ကသိဖို့လိုတာရှိတယ်ဖြစ်မဖြစ်သူတို့ရဲ့သဘောထားပဲကျွန်တော်တို့မေးရမှာကျွန်တော်တို့တာဝန်ကျွန်တော်တို့ journalist ရဲ့ကိုတာဝန်ကိုထမ်းဆောင်ပါတယ်ဖြေတာမဖြေသူကိစ္စပဲတေချာတော့သူတို့ဒီ forum တက်လာတာဒီတက်တယ်ဆိုတော့အတက်ပြအောင်မလာသွားတာဘာမှသူတို့တော့ကရှင်းပြဒီ forum တွေဘာမှပြုတ်မဟုတ်တက်တယ်အတက်ပြသွားတာဒါပဲကျွန်တော်အဲ့လိုပဲမြင်အဲဒါကြောင့်နိုင်ငံတော်ဆိုရနေတဲ့ကလည်းဟိုတီးခံတယ်ခွန့်လို့တယ်အငြိမ်းချမ်းရေးကိုနိုင်တိုင်းသားချင်းပဲဒီလိုတွေးနေနိုင်ငံတော်ကတော်တော်လေးစိတ်ရှိတီးခံပေးတာလို့ဟိုပြောမရဘူးကျွန်တော်သာခေါင်းဆောင်တယောက်ဖြစ်နေအဲ့မှာခင်ဗျာအဲ့ဝါဟေးပေါက်ယူချမ်းကြားပိုင်မကောင်းသူလာမင်းသူသားဒုတိယအကြီးဆုံးဒုတိယဥက္ကဋ္ဌလောက်လာခဲ့တွေးမှုခါတော့လာခဲ့ခါတော့ကိုယ်လာခဲ့ခင်ဗျာအဲ့လိုမလုပ်နဲ့ခင်ဗျာကိုယ်လာခဲ့လားဒါဖိုရန်အကုန်လုံးပါတယ်ခင်ဗျာတို့လည်းပါတယ်ခင်ဗျာတို့မြန်မာနိုင်ငံမနေမိကနေဖဲထွက်နေရလားအဲ့လိုမေးတော့လာခဲ့ခင်ဗျာတို့ညီရန်လောက်ဆေးလာမတက်ခိုင်းနဲ့တခါလေးပြောမှာကျွန်တော်ဆိုဘာလို့ဆိုဟိုတိတ်ကူခင်ဗျာဟိုလိုဖြစ်နေဘိုးချုပ်ကြီးမင်းအောင်လည်းကိုယ်တော့တက်ပေးနေတာပဲခင်ဗျာဟိုကညီရန်လောက်ဆင်ကလာထိုင်းဆိုတော့ဒိတ်မှမရှိတာတကယ်ဆိုရင်အဲ့အနည်းဆုံး decision maker level ကတက်အောင်လာထိုင်းမှာပေါ့ဒါပေမဲ့မလာဘူးဆိုတော့ဒါကိုဘာပြနေလဲဆိုတော့သူတို့ကိုယ်တိုင်ကမြန်မာအစိုးရကိုမွေးမသိတုံကျိုးတာပေါင်းနေတယ်ပြီးတော့ပို့လိုက်ပြန်တော့ဟန်ပြပဲရုပ်တွေပဲအဲ့တော့ကျွန်တော်ကတိတ်ပြီးအားမရဘူးဟိုနော်မိုင်းလာလဲလားလို့ပဲမိုင်းလာဦးဆိုင်လင်းသေးတော့သူ့ရဲ့တာဦးထိန်လင်းလာပါလားသူတုတ်နေတာပဲ
သူမရတယ်သူ့ရဲ့နောက်ကတခြားတက်ပေါ်ရတာပဲဒါပေမဲ့အာမန်လူတက်ပေါ်လို့အဲ့တော့ SSPB ကတော့ဒါထားပါတော့ SSPB ကလူလာသွားတယ်အဲ့တော့ဒါတွေတချို့ဟာတွေကခင်ဗျာမိကုန်းထုတ်စရာတွေကြီးပဲနော်မိကုန်းထုတ်စရာတွေကြီးပဲဒါကြောင့်ဟိုနိုင်ငံအစိပ်ပိုင်းထဲမှာနေရဆိုရင်ခင်ဗျားတို့ပရိပတိုင်းမပြောနဲ့ခင်ဗျားတို့အဲ့လိုကျွန်တော်တို့သွားမှာခုကတော့တိုင်းပြည်အဲ့လိုဖြစ်နေခင်းချင်းတော့နော်အဲ့တော့ဝါ့တုံ့ပြန်မောတော့ပွင့်လင်းပြောရင်တော့ဝါ့တုံ့ပြန်မောတော့ကျွန်တော်တို့အားမရဘူးဒါကိုကြီးချင်းအပြင်ဝါ့ဒီဘယ်လို diplomacy ကိုတုံးနေလဲဆိုတော့ကျွန်တော်တို့ကောင်းကောင်းဟိုလူသိဖို့သိပြီဆိုတော့ပြချင်တဲ့ message ပါဒါလေးတစ်ခုပါနောက်တစ်ခုကတော့ဒီနေ့ကတော့နောက်တစ်ခုကတော့ဗိုလ်ချုပ်မှုကြီးပေါ့ဘုကဗိုလ်ချုပ်မှုကြီးအကြောင်းလေးခွန်ပြောရတယ်ဗိုလ်ချုပ်မှုကြီးပေါ့ဗိုလ်ချုပ်မှုကြီးကဒီနေ့တော့ဘယ်လာရုစ်နဲ့ဒီရုရှားနိုင်ငံကိုသွားတဲ့နေရာပြန်လာခဲ့ပါပြီဒီနေ့တော့ညနေတော့ပြန်လာပါပြီကျွန်တော်လည်းတော့မကြိုပြပါဘူးကျွန်တော်တို့တော့မကြိုဘာလို့ကြိုသွေးပွဲတွေပါဒီမှာကြိုသွေးပွဲတွေပါကြိုးဖို့ပါဘူးညာဖို့လေဘာမှပြောမထားတော့ကျွန်တော်မကြိုပြပါဘူးအဲလိုကြိုသွေးပါကြိုးရမယ်ပါညာသို့မဟုတ်မီဒီယာတွေ live သတင်းယူလို့ရပါတယ်ဆိုရင်တော့ကျွန်တော်တို့သတင်းယူပြီးပေါ့နော်ဆိုတော့ကျွန်တော်တို့လည်းခက်တာအချိတ်ဆက်ကလည်းဟိုပြတ်သွားတော့ပေါ့ထားပါတော့ပြတ်နေတယ်ပေါ့ပြတ်တော့ထားတော့ဆိုတော့ဘယ်လာရုစ်တဲ့ဘာလဲသူပြန်လာတဲ့ခါကျတော့ပျော်ရွှင်ပြုံးရှင်သူပြန်လာတာတွေ့ရတယ်ဟိုကနေသူဘာတွေရမလဲဘာတွေရောဖြစ်ခဲ့လဲဆိုတော့ဘယ်လာရုစ်ကမှာကျတော့ဖိုရန်တွားတက်တာပေါ့နော်ဖိုရန်ဆိုဘယ်လာရုစ်မှာဖိုရန်တိုင်းနဲ့သူကဘယ်လာရုစ်နဲ့လည်းချစ်ကြည်နေမှုလုပ်ခဲ့တယ်လို့ဘယ်လာရုစ်ဥဆောင်ထားတဲ့ဒီ EEF လို့ခေါ်မလားအဲ့ဒီမှာလဲသူကအဲ့ဒီမှာလဲသူကဟိုဖြစ်ဖို့ပေါ့နော်ကျွန်တော်မှမဆိုလို့ပြန်ကြည့်ပြပါအောင်မယ်ဘယ်လာရုစ်ရဲ့ဟိုဆို EEF လို့ခေါ်လားမသိဘူးအဲ့ဒီဟာကိုဘုရားမကြီးကသူလဲဝင်ခွင့်ရဖို့သူပြောခဲ့တယ်ဗျအဲ့တုန်းကနော် EEF လို့ခေါ်မလားပေါ့ခေါ်ပေါ့နော်ဟုတ်တယ် EEF ဖိုရန်ဥရောပအာရှစီဝိုင်းဖိုရန်2025နော်ဘယ်လိုနိုင်ငံ main မြို့မှာရှိတဲ့ International Exhibition Center of ဘာညာပေါ့အဲ့ဒီမှာကျင်းပတဲ့ပွဲမှာသူကမိန်ကုန်းပြောရင်းနဲ့သူက EF မှာသူပါခွင့်ရခြင်းဆိုတော့သူပြောခဲ့တာရှိတယ်အဲ့လိုပဲသူတွားပြီးဆွေးနွေးတဲ့ချစ်ချစ်အများကြီးဆွေးနွေးနိုင်ခဲ့တယ်ဆိုတော့ Belarus ကနေမြန်မာပြည်ကိုရဟရင်နေမိချဆက်ကောင်းနေပိုင်းညာနီးပညာတွေပေါ့ဒီစက်မှုထုတ်လုပ်တုံနီးပညာတွေကိစ္စတွေမြန်မာပြည်ကိုလာပြီးတော့ကူညီမြတာရှိတယ်ကျွန်တော်ပြီးခဲ့ပြောဦးလာ Belarus ကတယောက်နဲ့ကျွန်တော်ဘီလီယံထုတ်ခဲ့တယ်ပြောသေးတယ်အဲ့လိုပြောသေးဘီလီယံထုတ်ခဲ့တယ်ပြောသလိုပေါ့ Belarus ကလူတွေအများကြီးလူရောက်နေတယ်အများကြီးရှိမှကူညီရရှိတော့ဘာပြောဒါလည်းကောင်းတဲ့ကိစ္စပေါ့နော်ပုံစံကြီးကောင်းတဲ့ကိစ္စပေါ့ဆိုတော့ဒီပြန်ပြီးတော့သွားပြီးတော့သူနိုင်ငံချစ်ချစ်လုပ်တယ်ကဘာလုံးနဲ့သူ network တိဆောက်နေတယ်ရအောင်ကြိုးစားနေတာသူ့အပိုင်းပေါ့နော်ဆိုတော့ဘာပြောသူလို့ဆက်ရှိရသူစရိုက်လုံနေတာတွေ့ရတယ်ဆိုတော့ကတော့ပြန်ကြည့်မယ်ဆိုရင်ပုံစံကြီးကတိတ်မကြခင်ဇူလိုင်လတော့ရှိလားဇူလိုင်လ3ရက်ဆိုရင်တော့ဒါသူမွေးနေရှိတယ်လို့သိရတယ်ဒါသူမွေးနေပေါ့မွေးနေဆိုတော့ဒီပုံစံကြီးဒီခောက်မှာမွေးနေက69နှစ်လား80လားမသိဖြစ်မယ်ဗျသူတော်ပြောရင်ဆိုရင်ကြီးရင်းနဲ့ပဲအသက်တွေခုလိုကြီးလာပြီပေါ့ဗျာနော်ပြောရင်ဆိုရင်ကြီးနေပဲဟိုအသက်တွေကြီးလာပြီဟိုဘာပြောဟိုအော်လို့ကျွန်တော်တို့တည်တော့ဟွာတဲ့ဆိုင်အခုဆိုအသက်ရွယ်ကဘာပြောတော်တော်ကွာဖြစ်သွားပြီဟုတ်တယ်ဟို69နှစ်ပေါ့နော်ဒါအခုဒါဆို69နှစ်ပြည့်မှာ69နှစ်ပြည့်မှာအခုဒါမဲ့ဇူလိုင်လ3ရက်ဆိုရင်69နှစ်ပြည့်မယ်ဆိုတော့ဟိုသူလဲဒါအသက်တွေ80နားကတ်လာပြီအကယ်၍သူရွက်ကောက်ပွဲပြီးတဲ့အချိန်မှာသူ့အသက်က80ထဲဝင်သွားပြီပေါ့နော်ဆိုတော့69ပြည့်မှာဆို80ထဲဝင်သွားပြီ90သားပြီးနောက်9နှစ်85ကျွန်တော်စဉ်းစားရအောင်လို့သူလည်းတဖြည်းဖြည်းနဲ့ဟို90ကျော်ရွယ်ကိုရောက်လာတော့မဲမကြခင်ဆိုကျွန်တော်စဉ်းစားကြည့်တယ်သူတို့လုံနိုင်တယ်သူ့ရဲ့လုံနိုင်တဲ့အရွယ်ဘယ်လောက်ကြာအောင်မလဲနောက်တော့10နှစ်လောက်ကြာအောင်မလားဒါရောကျွန်တော်တွက်ကြည့်နေပါတယ်ဘာပြောမွေးနေ့လည်းရှိရတော့တီးပေးချင်တာပါနော်ဒါလေးတစ်ခုပါနော်အဲ့တော့ဒါတစ်ချက်ပေါ့ကဲအဲ့ဒါပြီးတော့ကျွန်တော်တို့ကခြားကြောက်လေးတော့ပြောချင်တယ်ဒါပေမဲ့မိနစ်တွေလည်းကတ်နေတော့ကျွန်တော်နည်းနည်းလေးပဲဖုန်းနဲ့ပြပါတော့မယ်တပုတ်ကတော့အခြားတော့မပါဘူးကျွန်တော်ကုသိုလ်ပြုစေခြင်းတဲ့ကိစ္စနဲ့ပြောမှာပါကုသိုလ်ပြုစေခြင်းတဲ့ကိစ္စနဲ့ပိတ်ချင်တာပါဘာလဲဆိုတော့တကြီးလူရှင်တော်ပွဲပေါ့နော်တကြီးလူရှင်တော်ပွဲဆိုတာအခုလာမဲ့9ရက်နေမှာတကြီးလူရှင်တော်ပွဲရှိပါတယ်15ချိန်မြောက်အသက်65နှစ်အထက်တကြီးရွယ်တွေကိုကြော့မဲ့တကြီးလူရှင်တော်ပွဲပေါ့နော်အဲဒီပွဲလေးရှိပါတယ်အဲ့ဒါလေးနဲ့ပတ်သက်လို့ရှိရင်ဒါတော့သူရန်ကုန်မှာလုပ်မယ်လို့ပြောတယ်ဗျဒီတစ်ခါတော့သူရန်ကုန်လို့ပြောတယ်မြို့ကကျေးဇူးဆက်ဖျားဝင်မြန်မာနိုင်ငံဟာသာပြန်ချင်းစီယုံပါနော်အဲ့မှာနောက်တစ်ခုမြို့နယ်မှာကျင်းပမယ်တဲ့နော်အဲ့တော့အဲ့မှာတကြီးလူရှင်တော်ပွဲမှာကိုနာအားလုံးသိတဲ့အတိုင်းတကယ်ကိုဝါရင်တဘာရင်တကြီးလူရှင်တော်ကြီးတွေအကုန်လုံးလာရကြမယ်ပေါ့65အထက်တွေဆိုတော့ကျွန်တော်တို့တိတ်နောက်ပိုင်းဘယ်လောက်ပဲကြည့်ရတော့မလို့ဆိုတော့မသိနိုင်တဲ့လူရှင်တော်ကြီးတွေပေါ့ဥစိတ်ရိုးလိုပါလို့ဆိုလဲဒါမရှိတော့နော်ဥစိတ်ရိုးလိုပါဆိုမရှိတော့ဥမောကတော့ကြားလာနေပေါ့နော်အဲ့တော့ပြန်ကြည့်လိုက်ဆိုရင်ကုသိုလ်တို့ကင်းကောင်းတို့အရိုင်းတို့တော့ရှိသေးတယ်တကယ်ဥရိုက်သိဆိုနေမယ်ကုသိုလ်ကင်းကောင်တို့ပေါ့နော်တကယ်ဥရိုက်မဖြစ်နေပါဘူးသိဆိုနေပါဦးမယ်နော်ကုသိုလ်တို့ကင်းကောင်တို့မရှိတော့ဘူးဥမြတ်တာတို့မရှိတော့ဘူးဘာလို့ကျွန်တော်တို့ဒီလောက်ကိုဟာတာညံရွှင်ကြတဲ့လူရှင်တော်ကြီးတွေမရှိကြတော့တဖြည်းဖြည်းနဲ့နည်းနည်းလာပြီခုဆိုရင်နည်းနည်းပဲကျွန်တော်တယ်ပြန်တွေးကြည့်တယ်ပေါ့နော်အဲ့တော့ဘာပြောပြည်သူလူထုကိုလည်းဒီနေရာမှာ message ပေးချင်တာကဒီတက်ကြီးလူရှင်တော်တွေနဲ့ပတ်သက်ရင်လှူလို့ရပါတယ်လှူကြတန်းကြပြီးတော့ဝိုင်းဝန်းပြီးတော့လူတန်းပေးပြီးတော့ဘာပဲပြောသူတို့ကိုဟိုအတိမတ်ပြူတာမျိုးပေါ့ဗျာသူတို့ရဲ့နောက်ဆုံးအချိန်လေးမှာအတိမတ်ပြူတာမျိုးတွေလုပ်ဖို့တင်တယ်လို့ကျွန်တော်တိုက်တွန်းချင်တယ်65ကျော်လာပြီဆိုတော့ဘာပြော
ကူညီတဲ့လူရန်ပေးတဲ့လူဒါတို့ချင်ပါတယ်အဲ့တော့ကူညီလူရန်ချင်တဲ့သူတွေအနေနဲ့လည်းဖုန်းနံပါတ်39 9138 ဆိုတဲ့နံပါတ်ရဲ့39 934368ဆိုတဲ့နံပါတ်ရဲ့အဲ့ဒီ KB နံပါတ်နှစ်ခုကိုတိုက်ရိုက်တိုင်ပြီးလှူလိုက်လို့ရပါတယ်တကြီးလူရှင်တော်များအတွက်အလှူဆိုပြီးတော့ donation လုပ်လို့ရပါတယ်ကျွန်တော်လည်းဒီ media အားနဲ့ကျွန်တော်လှူလုပ်တာပါပဲเนาะအဲ့တော့ပြန်ပြောရမယ်39 9138 ဆိုတဲ့နံပါတ်ရဲ့39 904368ဆိုတဲ့နံပါတ်ရဲ့အဲ့ဒီနံပါတ်နှစ်ခုမှာလှူလို့ရပါတယ်ဘာပဲပြောတကြီးလူရှင်တော်တွေလှူပြီးတော့ကုသိုလ်ပြုခြင်းအဖြစ်ကျွန်တော်တို့လည်းကျွန်တော်တို့တစ်ချိန်လုံးကပျော်ရွှင်ရီမော TikTok လေးမှာခင်ဗျားတို့ကြည့်မယ် Facebook မှာကျွန်တော်တို့ကြည့်မယ်အဲ့မှာကြည့်နေရီရတဲ့အမြင်အားလေးရှိမယ်အဲ့လိုတစ်ချက်လေးရီမောလိုက်ရတဲ့အတွက်စိတ်ချမ်းသာမှုရမယ်အဲ့စိတ်ချမ်းသာမှုလေးနဲ့တို့လှူလိုက်တာကောင်းပါတယ်ကျွန်တော်ပွင့်လင်းပြောတာပါ Lutionary ဟာတာပညာရှင်တွေဒီအုပ်စုတွေတော့ကျွန်တော်ပို့တမ်းမိုးထားတယ်ကျွန်တော်ပွင့်လင်းပြောတာနော်ဘာတပေါက်တော့ကျွန်တော်စိတ်ချမ်းသာတာပျော်ရတယ်ဟိုမင်းသားမင်းသူတွေကတော့ဗျာလင်လူလိုက်မရလူလိုက်ဟိုဟာဖြစ်လိုက်ဒီဟာဖြစ်လိုက်ဟာတွေကိုကျွန်တော်စိတ်ကိုဝင်သားဘူးတော်အောင်တော့တော်အောင်တော့အဲ့ကြောင့်မို့ကျွန်တော်တို့တကြီး Lutionary ပို့တမ်းမိုးထားတယ်လေးစားတယ် Lutionary ပို့တမ်းမိုးထားတယ်လေးစားဘာလို့ဆိုကျွန်တော်ပြောရတယ်သူတို့ဟာတာလေးတွေပြစ်ထားလေးပြောရတယ်ဟိုစနစ်တကျတသက်ရပြည့်ပိုတော်ကြိုက်သေးတယ်အောက်လုံးတွေသိမပါရဲ့ပြည့်ပိုတော်ကြိုက်သေးတယ်ပိုတော်ရှိရသေးတယ်ဆိုတော့ဘာပဲပြောဟိုဟာတာဉာဏ်ရှိတဲ့သူတွေနှလုံးသားလှတဲ့သူတွေကတော့ဘာပဲပြောဒီဟာတာပညာကိုပိုပြီးတမိုးထားကြပါတယ်ဆိုတော့ကျွန်တော်တို့အဲ့ဟာတာနဲ့ပတ်သက်လို့တော့တမိုးထားတဲ့အတွက်ဒါကျွန်တော်ကုသိုလ်ပြုတာပါဘာပဲပြောတကြီးလူရှင်တော်တွေရဲ့ဒီလူရှင်တော်ကြော့ပွဲ9ရက်နေ့ပွဲကိုအချိန်မီလေးလူပေးကြဖို့ကျွန်တော်ကဒီနေ့ဆိုရင်29 30 1နှစ်3 4 5ပေါ့4ရက်5ရက်လောက်ချိန်ကြံသေးတော့အဲ့9ရက်တွင်မှာဒီဗီဒီယိုဖိုင်လေးနဲ့ကျွန်တော်တို့ကူညီပေးခြင်းတဲ့သဘောနဲ့ပြောလိုက်တာဖြစ်ပါတယ်အဲ့တော့ဘာပဲပြောလူတန်းပေးကြဖို့ပဲကျွန်တော်ဒီနေ့ကိုစားတိုက်တွန်းပါတယ်ခင်ဗျာအားလုံးပဲကိုကြိုးစားရှိပါတိုက်ပြီးစေနာမှန်ထားပါသစ္စာရှိပါကိုယ်နိုင်ငံသားချင်းချင်းအပြန်အလှန်တပ်ဖြတ်နေကြတာကိုလက်ခုပ်လဝါတီးပြီးပြောနေတဲ့လူမိုက်လူရန်ကလူတက်ချမ်းဖတ်အားပေးသမားခင်ဗျားဖြစ်နေသလားဆိုတော့ပြန်လဲမေးခွန်းတော့လို့ပြောရင်းနဲ့ခေါ်နိုင်ပါ